မင်္ဂလာပါဆန္ဒဆိုင်ရှယ်ဖို့ဆက်ချက်နောက်ချက်ဟောဝိုင်းရှယ်ပေးပါပြောစရာစကားတွေအများကြီးရှိတယ်ဘာလို့ချက်ခိုင်အလောက်ပေါ်မှာဝိုင်းရှယ်ပေးပါနော်ဝိုင်းရှယ်ပေးပါဒီနေ့ line ပေါ်မှာငစိမ့်တယ်တွေငစိမ့်တယ်တွေအများကြီးပဲရှိတယ်ငပလူပြန်နေရောပဲငားတွေရောင်းနေကြတာအစနာဆိုင်ရောအစနာဆိုင်အဲ့ဒါကြောင့်မို့ကျမတို့တော်လန်ရေးကပြီးခါနီးလေကြရက်ထလေပဲဘာပဲဖြစ်ဖြစ်အမှန်တရားကိုအများကယုံကြည်တယ်အမှန်တရားကိုအများကလက်ခံတယ်နောက်ပြီးတော့ပြည်သူတွေကအုံနောက်ရှိတယ်စစ်ဆက်ရှိမဟုတ်တော့ဘူးเนาะစစ်ဆက်ရှိမဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့ကျမတို့ပြည်သူတွေတေချာဝေဖန်ပိုင်းချပြီးမှเนาะဆုံးဖြတ်ပါကျမတော့ဒီနေ့ကရင်အကြောင်းကိုနည်းနည်းများများပြောမယ်เนาะပြီးတော့ဆိုအခုကျမတို့ရဲ့ဒီကရင်နဲ့ပတ်သက်ပြီးတော့အခုကျမတို့ကော်တူးလေးအာမီကိုเนาะကော်တူးလေးအာမီကိုဖြိုမဲ့ကော်တူးလေးအာမီကိုဒီတော်လန်ရေးကနေထွက်သွားရအောင်နီးမျိုးပေါင်းစုံနဲ့စ조사နေတဲ့เนาะကရင်အချင်းချင်းပဲဖြစ်ဖြစ် NCA နွားအိုကြီးပဲဖြစ်ဖြစ်မင်းအွန်လိုင်းဘောမတွေပဲဖြစ်ဖြစ်မင်းအွန်လိုင်းခွေးတွေပဲဖြစ်ဖြစ်เนาะမောင်ချစ်သူခွေးတွေပဲဖြစ်ဖြစ်လာနားထောင်ကြပါများများเนาะကျမကတော့အမှန်တရားကျမပြောတဲ့စကားအမှန်တရားမဟုတ်ခဲ့ရင်ကျမပြောတဲ့စကားကျမလုပ်တဲ့တော်လန်ရေးเนาะတော်လန်ရေးကိုကျမခုတုံလုပ်ပြီးကိုကျိုးအတွက်ပါအကြောင်းညာအကြောင်းကြောင့်ကျမလုပ်ခဲ့တယ်ဆိုရင်ကျမကြိတ်ထားတဲ့အတိုင်းကျမကိုပြန်ထိပါစီเนาะတကယ်လို့ကျမလုပ်ခဲ့တာတွေကတော်လန်ရေးအတွက်တကယ်စေတနာမှန်နဲ့တော်လန်ရေးအောင်မြင်ဖို့เนาะဦးတီချက်ထားပြီးတော့ကျမလုပ်တယ်လုပ်ရိုးလုပ်ခဲ့တာမှန်လို့ရှိရင်ကျမတို့တော်လန်ရေးကြီးအမြန်ဆုံးအောင်မြင်ပါစီလို့ကျမဆုတောင်းတယ်เนาะနားနေဦးရှယ်လိုက်အောင်နော်ဝိုင်းရှယ်ပေးပါဝိုင်းရှယ်ပေးပါအစနာဆိုင်ခဏလေးရှယ်လိုက်အောင်မယ်ခဏလေးပဲโอเคရပြီနော်အခုကျမပြည်သူတပ်ပေါင်းစုတွေဆုတောင်းပေးလိုက်အောင်မနော်မြန်မာတိုင်းနိုင်ငံလုံးမှာတရားသောစစ်ကိုဆင်နွှဲနေတဲ့ကျမတို့ရဲ့ပြည်သူတပ်ပေါင်းစုအားလုံးတိုက်ပွဲတန်းအောင်မြင်ပါစေစစ်မိတ်ဆာများကိုအမြန်ဆုံးတိုက်ထုတ်နိုင်ပါစေနောက်ဆုံးစုအနေနဲ့သစ္စာဖောက်လောက်ကောင်းတွေတော်လန်ရေးအပေါ်မှာမယိုးမသားတော်လန်ရေးကိုခုတုံလောက်ပြီးတော့ကိုယ့်ရဲ့ကိုဂျိုးစီဝါအတွက်ခွာထိုင်တဲ့ဘယ်ဘောမှမစုเนาะကျမဒီတော်လန်ရေးကိုလောက်တဲ့သစ္စာစကားပြောတဲ့သစ္စာစကားမှန်ကန်ခဲ့ရင်ဒီတောင်းစားဒီသစ္စာဖောက်လောက်ကောင်းတွေအမြန်ဆုံးကြဆုံးပါစေเนาะနိဂုံးမလာပါစေနဲ့ရန်သူရဲ့လက်ချက်နဲ့အမြန်ဆုံးကြဆုံးပါစေလို့ကျွန်မဆုတောင်းပါတယ်เนาะဩဆွန်နာဆိုင်ကိုကဒီပြောရမယ်เนาะအခုဒီသတင်းမပြောခင်မှာဘူဆလုံးရဲ့အကြောင်းကိုကျမပြောမယ်เนาะဘိုးဆလုံးရဲ့အကြောင်းကိုကျမပြောမယ်ဆိုတာကဘိုးဆလုံးကကောင်းတယ်လို့လည်းကျမကမပြောဘူးမကောင်းဘူးလို့လည်းကျမကမပြောခဲ့ဘူးเนาะမပြောဘူးဒါပေမဲ့ကျမတို့ပြည်သူတွေမှာနားရှိတယ်မျက်စိရှိတယ်ဘာပဲဖြစ်ဖြစ်အခုကျမတို့ရဲ့တိုက်ဆိုင်เนาะကော်တူးလီအာမင်ကိုဖြိုမဲ့ဒီဖြိုမဲ့လူကလည်းဝေးမဟုတ်ဘူး NCA နွားအိုကြီးတွေNCA KNU တွေပဲအခုသူမွေးထားတဲ့ခွေးတွေအများကြီးပဲရှိတယ်အဲ့ဒီခွေးတွေကလာဟောင်းလာเนาะဘိုဆလောကဒီຫນွေဦးတော်လန်ရေးမှာပဲဖြစ်ဒီဘိုချုံနဒမြနဲ့ဘိုချုံနဒမြနဲ့မလာပူးပေါင်းခင်မှာเนาะအဲ့ဒီဖလူးတိုက်ပွဲမှာ DKBA ဖလူးတိုက်ပွဲမှာเนาะသူက PDF ပေါင်းများစွာကိုเนาะကဲကူညီပေးတယ် BDF ပေါင်းများစွာကိုသူတာဝန်ယူပြီးတော့သူပြုစုပြောထောင်ပေးတယ်ပြုစုပြောထောင်အခုအဲ့ဒီဘိုဆလုံးကိုမိခိုတဲ့လူတွေအများကြီးပါ
CDM တွေအများကြီးပါနော်ကြိုက်တယ်လို့ social media ခေတ်မှာလိမ်လို့မရဘူးညာလို့မရဘူးအားလုံးမေးကြည့်လို့ရတယ်အားလုံးစုံစမ်းကြည့်လို့ရတယ်ပမိုင်းဆိုတာဖျက်လို့မရဘူးနော်ဘိုးစားလုံးတာရန်သူနဲ့သူပူပေါင်းမယ် DKBA နဲ့အခုနော် BGS နဲ့သူပူပေါင်းမယ်ဆိုရင်သူ့ရဲ့စကန်ပြာကြမှာမဟုတ်ဘူးနော်အဲ့ဒီသူ့ဖလူးတိုက်ပွဲမှာသူ့စကန်ကြသွားတော့ကနော် PDF လေးတွေလည်းကြားတယ်ကရင်စစ်သားတွေလည်းကြားတယ်သူ့ရဲ့လက်အောက်မှာရှိတဲ့ကလေးတွေလည်းအများကြီးကြားတယ်အဲ့ဒီကလေးတွေကြားတယ်ဘိုးစားလုံးကြားစီနေတဲ့အချိန်မှာအဲ့ဒီမိသင်းနဲ့ဒီဘိုးစားလုံးတို့ညီမလေးမိုးစီမှာအကူညီတောင်းတယ်နော်ကျမတို့ကအမြဲတမ်းပဲထိတွေ့ဆက်ဆံတယ်ညီမလေးမိုးနဲ့အမြဲတမ်းပဲထိတွေ့ဆက်ဆံတယ်ဆိုတာညီမလေးမိုးကသူ့ကိုကျမတို့ကနော်အကြံဉာဏ်ပါတွေပေးပြီးတော့ကျမတို့ပြောရမယ့်အဆင့်မဟုတ်ဘူးကျမကတော့ညီမလေးမိုးကိုအစိုးပေးတယ်ညီမလေးမိုးကသူ့ရဲ့ပါလမီနဲ့သူပါတာသူ့ရဲ့အုံနောက်ကဆက်လို့ပဲကွန်ပျူတာလိုပဲကျမတို့သူ့ကိုအမြဲတမ်းပြောတယ်နော်ကျမတို့သူ့ကိုအမြဲတမ်းပြောတယ်သူ့အုံနောက်ကကျမတို့လိုက်မမီဘူးဒါကျမတို့ကနော်သူ့ထက်လည်းအသက်ကြီးတယ်ပညာဆိုလည်းသူ့ထက်မြင့်တယ်ဒါပေမဲ့သူ့အုံနောက်ကိုကျမတို့မမီဘူးဒါကျမတို့အမှန်တရားဝန်ခံတာနော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အသက်အရွယ်နဲ့သူလှုပ်တဲ့အရေးအချင်းကဘယ်သူမှနိုင်ရှင်လို့မရဘူးအမှန်တရားပဲရပ်တည်တယ်ကျမတို့ဘာကြောင့်ရပ်တည်လို့ရတယ်ကျမတို့ဘာကြောင့်လက်တွဲလို့ရတယ်အမှန်တရားကြိုက်တာချင်းတူတယ်နော်အလူငွေကိုအလွဲသုံးစားမလုပ်တာချင်းလည်းတူတယ်ကျမတို့ပြည်သူတွေကိုချစ်တာချင်းလည်းတူတယ်ပြည်သူတွေရဲ့ငွေပြည်သူတွေရဲ့ပတ်စံတွေဟာနော်ပိုလို့ရတဲ့ပတ်စံတွေမဟုတ်ဘူးနော်ပြည်သူတွေရဲ့ပတ်စံတွေကချွေးနဲ့သွေးနဲ့ရှာပြီးမှရတဲ့ပတ်စံတွေအတွက်ကျမတို့ကတန်မိုးထားတယ်ညီမလေးမိုးလည်းတန်မိုးထားတယ်အဲ့ဒီငွေတွေကိုအလဟာတမဖြစ်စေချင်ဘူးနော်အမြဲတမ်းပဲတန်ဖိုးထားတယ်ကျမတို့လူတဲ့နေရာဒီမှာထိရောက်မှုရှိမရှိသက်သေအထောက်ထားနဲ့အမြဲတမ်းလူခဲ့တယ်နှစ်ကျော်တင်းမှာအခုချိန်ထိနော်ကျမတို့အမြဲတမ်းပဲလူခဲ့တယ်အခုဘိုးစားလုံးကိုအခုမိတင်နဲ့ဘိုးစားလုံးနဲ့ပြဿနာဖြစ်တဲ့ကိစ္စမှာအရင်တော့ဆိုဘိုးစားလုံးမိတင်နဲ့တူပဲလက်တွဲညီနဲ့နော်တူပဲပျော်ပါစမြကလည်းတူတချင်းဆိုလဲတူပဲလှုပ်လာနေတဲ့ဂျာကနေပြဿနာဖြစ်တော့အချင်းနော်အချင်းစကားများနေတဲ့အခါများနေတဲ့တာဘိုးစားလုံးလဲမူးလို့ဂျူးလို့အဲ့ဒါကို तू သိနေတာပဲနော် तू လဲသိနေတာပဲသူတို့တူပဲတချင်းဆိုတယ်ကကြတယ်နော်တောက်ဆိုင်တောက်စားမှာပေါ့ဒါပေမဲ့ဘယ်သူမှတန်တရားမဝင်ခဲ့ဘူးဘာမှလည်းမဖြစ်ခဲ့ဘူးအခုပြဿနာဖြစ်တော့မှပြောလိုက်တာရစရာမရှိတော့ဘူးနော်ဘိုးစားလောကသူတို့ကိုအနိုင်ကျင့်တယ်ဘိုးစားလောကသူတို့ကိုနော်ဘယ်လိုပြောမလဲအနိုင်ကျင့်တယ်ညှဉ်းပန်းနှိပ်စက်တယ်ဆိုရင်လိုင်းအမြဲလွင့်နေသူပဲလေအခုသူတို့နဲ့နေတာတစ်နှစ်ကျော်နှစ်နှစ်တော့ပြည့်တော့မယ်အခုမှထားပြီးတော့ထားလိုက်ပါတော့မကျေနပ်လို့အချင်းသူတို့အချင်းဒါမောင်နှမတွေရန်ဖြစ်ကြတယ်လို့ကျမတို့ဥပမာနိုင်လို့ရတယ်ထားလိုက်ပါတော့ဂျားတဲ့ကမစီမဆိုင်ဘောမအကြီးစားမောင်ချစ်သူနောက်ပြီးတော့မူတူဆေးဖို့စောကြော်နီကိုအမြဲတမ်းဘောမပေးနေတဲ့လူတစ်ယောက်ကလာပြီးတော့ဝင်မင်းရှိုးပလိုက်တာအဲ့ဒီကနေဇက်လန်စားတော့တာပဲနော်အဲ့ဒီကနေဇက်လန်စားတော့တာပဲဘာဖြစ်လို့လဲအဲ့ဒီဘောမနေတဲ့လူကသူကကျမတို့ကော်တူးလေကိုတခါမှလည်းမထောက်ပံ့ဘူးကျမတို့ကော်တူးလေအကြောင်းကိုလေသူတခါမှမပြောညီမလေးမိုးနဲ့တော့ညီမလေးမိုးနဲ့တော့ပြဿနာဖြစ်ခဲ့သေးတယ်နော်ကော်တူးလေကိုသူမကြိုက်ဘူးတခါမှမပြောတဲ့လူကအဲ့ဒီဘိုးစားလောကိုတော့မိခိုခဲ့ဘူးတဲ့လူကအခုတော့နော်ကျေးဇူးကမ်းပြီးတော့ဘိုးစားလောကိုအများပြည်သူတွေနော်အများပြည်သူတွေအထင်မှားအောင်ဘိုးစားလောကမကောင်းဘူးဆိုတာနော်သူတို့ကိုရင်ကိုတာကစားသူတို့အချင်းမောင်နှမအချင်းအနိုင်ကျင့်ရန်ဖြစ်တာတော့အရက်မူတော့ဘာအကြောင်းမဖြစ်နော်သူတို့ကမပြောခဲ့လို့ကျမတို့ထားဖို့တွေလည်းမသိခဲ့ဘူးပြည်သူတွေလည်းမသိခဲ့ဘူးအခုသူတို့အချင်းဖြစ်တဲ့အခါကျမှအဲ့ဒီဘောမကထားပြီးတော့မီးရှို့လိုက်တာအခုလိုမျိုးပြဿနာ
မီးလောင်သွားတယ်ဒါပေမဲ့ကျမတို့ပြည်သူတွေဝေဝါလာမဝေဝါဘူးကျမတို့ပြည်သူတွေကကိုလှုပ်ရှားရှိတာလှုပ်ရမှာပဲအေးအခုလာဟောင်နေတဲ့သူကကော်တူးလေအာမီကိုငကိုကတဲ့ကဟောင်နေတဲ့သူတွေငကိုတဲ့ကကော်တူးလေအာမီကိုကူညီနေတဲ့အဖွဲတဲ့ဟာမပါဘူးအဲ့ဒီဟောင်နေတဲ့လူတွေကဘောကြောက်မလားကြော်နီကိုဘောမနေတဲ့လူတွေအဲ့ဒီလူတွေကလာဟောင်နေတာအဲ့ဒါကိုကျမတို့တွေအဲ့ဒီပြက်ခံပြီးတော့သူတို့ကိုတောက်ပြန်စရာဘာအကြောင်းမှမရှိဘူးသူတို့ကိုနော်စိတ်မကောင်းဖြစ်ပြီးတော့ဟုတ်ပြီလားဆိုပြီးတော့ကျမတို့တွေတန်တရားဝင်စရာဘာအကြောင်းမှမရှိဘူးဘိုးစားလောကနော်ဘိုးချုပ်အဲ့မှာအဲ့ဒီဖလူတိုက်ပွဲမှာဘိုးချုပ်နဲ့ဒါများနဲ့မပူပေါင်းခင်ကလေးက DKBA ခွဲထွက်လာမထွက်လာမသိဘူးနော် DKBA အနေနဲ့သူ PDF တွေ CDM တွေကိုကူညီပေးလို့သူ့ရဲ့စခန်းပြကျသွားတယ်နော်သူအဲ့လောက်သူအနစ်နာခံတာသူတပည့်တွေလည်းတည်သွားတယ်အဲ့ဒါကိုသူတို့ပြန်လဲတီထောင်ပြီးတော့ညီမလေးမိုးတို့နဲ့အကူညီတောင်းတော့ဘလောက်လို့လဲညီမလေးမိုးကအဲ့ဒါမှချက်ချင်း10သိန်းပို့ပေးလိုက်တယ်10သိန်းတို့အဲ့ဒီလက်နဲ့ဝယ်ဖို့အဲ့ဒီကနေသူတို့စတော့တီထောင်လာသူတို့တူပဲနော်သူတို့တူပဲစ조사ပြီးတော့တီထောင်လာတာအဲ့ဒီစိန်ဖြူစစ်ကြောင်းနော်တီထောင်လာခဲ့တာဘာပြဿနာမှမရှိခဲ့ဘူးအခုကြတော့မှသူတို့အချင်းချင်းမတဲ့တော့မှနော်ဘိုးစားလောက BGN နဲ့ပေါင်းပြီးတော့ဒလန်လောက်တာတို့ဒီမဟုတ်မဟစကားတွေကိုသွားပြီးတော့နားယောင်နေတယ်ငါတို့ကောတူးလေကိုသူတို့ကနော်အခုကျမတို့ကောတူးလေကကောင်းမကျမတို့ကောတူးလေတက်တန်းမှာနော်နာမည်ပြတ်မရှိခဲ့ဘူးနော် PDF တွေ CDM တွေကိုအနိုင်ကျင့်ပြီးတော့ပတ်ဖြတ်တာတွေမရှိခဲ့ဘူးကြားခဲ့ဘူးလားဒီလိုမီဒီယာ social media ခေတ်မှာလိန်ညာလို့ရလာပြီလို့နော်ဘိုးစားလို့ဘယ်လိုပြောမလဲသူ့ရဲ့ဘိုးစားလို့တက်တယ်မှာနော်သူကမိမကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒါနာမည်ပြတ်တာပဲရှိတယ်ဒီသစ္စာဖောက်တာတို့နော်သူ့ရဲ့ CDN တို့ PDF တွေကိုသူပတ်ဖြတ်ပြီးတော့ညင်ပန်းနှိမ့်ဆက်ပတ်ဖြတ်တာတို့ကျမတို့မကြားခဲ့ဘူးအခုသူတို့ပြဿနာဖြစ်မှကျမတို့တွေသိလိုက်ရတာလေအဲ့ဒါကိုကျမတို့ကသူတို့ကိုတရားခိုင်တော့ယုံကြည်လို့ရလားစဉ်းစားပါဒီတော်လန်ရေးကျမတို့ရဲ့ຫນွေဦးတော်လန်ရေးဦးတီချက်ကဘာလဲဦးတီချက်မပြောက်ဖို့လိုတယ်ကျမတို့တော်လန်ရေးမပြောက်ဖို့လိုတယ်အခုကျမတို့ကော်တူးလေအာမီကိုသူတို့ထိုးနေနေတာနော်ကျမတို့ပြည်သူကျမတို့ကော်တူးလေအာမီကိုပုံရိပ်ကြအောင်သူတို့စူးစမ်းနေကြတာအဲ့ဒီကြားတဲ့ဘောမအကြီးစားကမောင်ချီသူနဲ့လည်းလက်တွေ့ခဲ့ဘူးတဲ့အဲ့ဒီဘောမအကြီးစားကနော်အဲ့ဒါကြောင့်မလို့ကျမတို့ပြည်သူတွေဘိုးစားလောကဒီကော်တူးလေအာမီကိုမရောက်ခင်မှာနော်အဲ့ဒီမှာသူဆုံးခဲ့ရတယ် CDM သမားတွေကိုကူညီတယ်နော် TPDF တွေကိုသူကူညီခဲ့လို့သူရဲ့နော် DKBA ဘဝနဲ့သူ့ရဲ့စခန်းကိုသူဆုံးခဲ့ရတယ်အဲ့ဒီကနေစပြီးတော့သူဒီမှာနေလို့ရှိရင်ရှေ့တန်းသွားရင်နောက်ကျောမလုံဘူးသူအမြဲပြောတယ်ပြည်သူဘက်မှာသူအမြဲရပ်တည်တယ်သူအဲ့ဒီကနေစပြီးတော့ဘိုးချုပ်နေတာမြကော်တူးလေအဲ့ဒါဤတော့ဘိုးချုပ်နာမကော်တူးလေမပေါင်းသေးဘူးနော်ကော်တူးလေမဖွဲ့သေးဘူးနော်အဲ့ဒီတော့ကလည်းဘိုးချုပ်နေတာမြ KNU ကသူ့ကိုယာထူးကနေပဲပယ်ထားတာပဲရှိတယ်မထုတ်ရသေးဘူး KNDO ဘဝနဲ့ဘိုးချုပ်နေတာမြနဲ့သူသွားပေါင်းတာသူရဲ့သစ္စာတောက်ခဲ့ရတယ်မိသိအသိဆုံးပဲနော်သူရဲ့သစ္စာရေတောက်တယ်သူတို့သစ္စာရေတောက်ခဲ့ရတယ်အဲ့ဒါကြောင့်မို့ဘိုးစားလောကဒီတော်လန်ရေးမှာသူ့ရဲ့ဘိုးချုပ်နေတာများကိုသစ္စာမဖောက်ခဲ့ဘူးနော် PDF ကိုသူသစ္စာမဖောက်ခဲ့ဘူးဒါပေမဲ့သူတို့အချင်းချင်းအဝေမတက်လို့အဝေမတက်လို့ဘာအကြောင်းကြောင့်ပဲဖြစ်ဒါပေမဲ့ဘိုးစားလောကမားတာတခုရှိတယ်မူးရင်လိုက်လွင့်ပြီးတော့ပောက်ကရပြောတယ်နောက်ပြီးတော့မူးလို့ရှိရင်လိုက်အမြဲလွင့်တယ်မူးလို့ရှိရင်ပြဿနာဖြစ်တယ်သူများဗီဒီယိုရိုက်တင်ထားတာတွေ့တယ်အဲ့လိုသူတင်ထားသူကပွင့်လင်းလို့လေသူပွင့်လင်းလို့သူဗီဒီယိုရိုက်တင်ထားတာလေသူကအဲ့လိုသူများနောက်ွယ်မှာနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူမျိုးမဟုတ်ဘူးသစ္စာရှိတယ်ဘိုးစားလောကသစ္စာရှိတယ်တော်လန်ရေးမှာသူသစ္စာရှိတယ်
သူမကောင်းတာဒီအရက်မူယူတောက်ပြီးတော့နော် line ပေါ်မှာလွတ်တာအဲ့တခုကျမတို့လည်းမကြိုက်ဘူးမတရားတာမမှန်တာကိုကျမတို့လည်းမကြိုက်ဘူးအခုဘိုးစားလုံးသူတို့အချင်းချင်းမတဲ့တော့မှဟိုကလာထိုးနဲ့ဒီကလာထိုးနဲ့ဘိုးချုပ်နဲ့ဒါမြပါမကြံဘိုးချုပ်ဘိုးစားလုံးရဲ့ရောက်ခမပါမကြံလာပြီးတော့ထိုးနေတာကျမတို့ပြည်သူတွေသိကြပါမြင်ကြပါကောသူလေအာမီကိုသူတို့ကဖြီးချင်တာဖြိုလို့မရတော့ဒီလိုမင်းအောင်လိုက်ခင်ညွတ်ရဲ့ခင်ညွတ်ရဲ့စနစ်နဲ့ခင်ညွတ်ရဲ့ဂျင်းနဲ့သူတို့လာပြီးတော့ကျမတို့ကောသူလေအာမီကိုဖြိုတာကောသူလေထောက်ပို့တွေကိုသူတို့ဖြိုတာသူများတဲ့အထင်မှားအောင်နော်ဟိုတယောက်တောင်မော်သားဆိုတဲ့နော်အဲ့ဒီဟိုအဖွားကြီးရဲ့ဘောမကောင်ကအမြဲတမ်းပဲသူလာတယ်သူပြောတယ်ကောသူလေအာမီကိုမယုံကြည်တော့ဘူးတဲ့သူကလည်းဘယ်နှခါယုံကြည်ဘူးလို့လဲကောသူလေအာမီဘယ်နှခါလူဘူးလို့လဲနော်အဲ့ဒါကြောင့်မလို့အဲ့ဒီလူတွေကလာပြီးတော့ဖြာဝင်ခင်းပြီးတော့ဖျဲနေတာအဲ့ဒါကိုကျမတို့ပြည်သူတွေအသိတတိစီဖို့လိုတယ်အခုဒီຫນွေဦးတော်လည်းရစစ်လို့လှုပ်လို့မဖြစ်ဘူးစစ်တော့ကသူတို့ဒီလိုမျိုးနီးနဲ့လှုပ်ခဲ့တာအောင်မြင်ခဲ့တယ်လေစစ်တော့ social media မရှိဘူးနော်အခုဒီ social media ခေတ်မှာသူတို့လှုပ်လို့အောင်မြင်လို့ရှိရင်ကျမတို့ပြည်သူတွေကအတော်ညံ့လို့ပဲနော်အတော်ညံ့လို့ပဲအဲကြောင့်မို့ဘိုးစားလောကတော်လန်ရေးကိုလောကသစ္စာမဖောက်ဘူးအခုဘိုးစားလောကယုံကြည်လို့မရ DKBA ကနေလာတယ်DKBA ကနေလာတာအစကတည်းကပဲလေ तू BGN နဲ့ तू ပူပေါင်းလို့ရှိရင်နော် BGN နဲ့ तू ပူပေါင်းလို့ရှိရင် PDF တွေအခုချိန်ဆိုမင်းအောင်လိုက်လက်ထဲရောက်သွားပြီမောင်ချစ် तू လက်ထဲရောက်သွားပြီဘယ်သူတို့တော့နောက်ဘဝကူပြောင်းသွားပြီဒါအမှန်ဆုံးအစင်းဆုံးပြောတာအဲ့နာကိုသူတို့ကနော်ဟိုဖျက်လို့ဖျက်စီနဲ့ဘိုးချုပ်လည်းမကြံကောသူလေအားလုံးကျမတို့ထောက်ဖို့ပါအားလုံးစောက်တုံးမကြဖြစ်သွားတယ်ခတော့ပါရဲ့အဲ့ဒါကြောင့်မလို့တွေးတော့တေချာတွေးတော့စင်ချင်မှာစစ်လို့လှုပ်လို့မရဘူးအခုတမဟာ၄မှာလည်းသူတို့လှုပ်တယ်နော်တမဟာ၄မှာသူတို့လှုပ်လို့မရလို့ဘိုးအဲ့ကူကအရန်ပြတ်ပါတယ်ဘိုးအဲ့ကူကဘိုးချုပ်နေတာမြရဲ့စကားကိုတတဝီမသိနားထောင်တယ်ဘိုးအဲ့ကူကအာနာစင်ကိုပြတ်သားတိုက်ထုတ်တယ်ဘိုးအဲ့ကူကိုသူတို့လာပြီးတော့အဲ့ဒီစီးပွားရေးသမားကလာစီးရုပ်တယ်ဘိုးအဲ့ကူကနေတော့ဒီစစ်ခွေးနဲ့ပေါင်းနေတယ်များငါတို့ဘယ်တော့မှပေါင်းလို့မရဘူးဆိုပြီးတော့အဲ့ဒီစစ်ခွေးအဲ့ဒီစီးပွားရေးသမားစစ်ခွေးနဲ့ပေါင်းနေတဲ့စီးပွားရေးသမားရဲ့ကားဝဗာလေသူတို့ခေါ်တယ်ဘက်ခိုးလားအဲ့ဒီကားကိုကားသုံးစီးရှိတာမီးရှို့လိုက်တယ်လေအဲ့လောက်ထိပြတ်သားတာအဲ့ဒါကြောင့်မို့သူတို့တွေကမခံနိုင်ပြီးတော့ KNLA KNU เนาะ KNLA KNU တမဟာလေးတိုက်ရင်30ကသစ္စာဖောက်လောက်ကောင်တွေကငါတို့ကော်သူလေးကိုပြန်တိုက်ခိုက်တာလေเนาะအဲ့ဒါကြောင့်မို့အခုတမဟာလေးကိုသူတို့ဖြိုးသူတို့ကျမတို့ဒီဟာကိုသူတို့ဖြိုးလို့မရဘူးเนาะဖြိုးလို့မရအခုဒီကျမပြောမယ်2021ကတည်းကအဲ့ဒီလေးကေကောတိုက်ပွဲဖလူးတိုက်ပွဲအဲ့ဒီတိုက်ပွဲတွေမှာအခုအဲ့ဒီလေးကေကောတိုက်ပွဲဖလူးတိုက်ပွဲတွေမှာเนาะအရင်တော့ကသူတို့ KNDO ဘိုးချုပ်နေတာမြတ်က KNDO ဖြစ်တဲ့အချိန်မှာเนาะယာထူးကနေမထုတ်ရသေးဘူးယာထူးကနေသူတို့ခဏဖယ်ထားတယ်အဲ့ဒီအချိန်မှာ4K ကောတိုက်ပွဲဖြစ်တယ်ဖလူးတိုက်ပွဲဖြစ်တယ်အဲ့ဒါကိုဥဆောင်နေတာဘိုးချုပ်နေတာမြပဲအဲ့ဒီတော့ဓာပေါင်လဲနာမည်မကြီးသေးဘူးနောက်ပြီးတော့စလုံးလဲနာမည်မကြီးသေးဘူးSC1 လဲနာမည်မကြီးသေးဘူးသူတို့တူတိုက်ခဲ့တာလေမမိသေးလား4K ကောတိုက်ပွဲမှာ CDM သမားတွေအများကြီးပဲရှိတယ်လွတ်တော်ကိုယ်စလဲတယောက်တနင်းသားကြီးတိုင်းကတယောက်ပါသေးတယ်အဲ့ဒီတော့သူတို့အတင်းကြဖြစ်တာ KNU ထိပ်ပိုင်းခေါင်းဆောင်ကမပေးတိုက်ဘူးသူတို့ကတိုက်တယ်လေသူတို့အဲ့ဒီ4K ကိုတိုက်တယ်ဘာဖြစ်လဲဆိုတော့သူတို့တွေစစ်ခွေးတွေတဲလာတော့အမှသူတို့တွေအထဝိုင်းထားတယ်နော်အဲ့ဒီစစ်တုပ်ပန်းတွေကိုသူတို့ဝိုင်းထားတယ်ဘာလဲကောတူလေအဲ့တော့ကောတူလေမဟုတ်သေးနော် KNDO KNLA ပေါ့ KNDO KNLA KNU လက်အောက်ခံပေါ့အဲ့ဒါတထကCDM နောက်ပြီးတော့လူတော်ကိုဆက်လဲ PDF လေးတွေရှိတယ်နောက်တစ်ထပ်ကကျမတို့ရဲ့စစ်ခွေးတွေရှိတယ်နော်စစ်ခွေးတွေရှိတယ်
နောက်တစ်ထပ်ကကျမတို့ရဲ့ကော်တူးဒီ KNDO တက်ရင်ပေါ့နော် KNDO တက်ဖွဲ့ KNLA တက်ပေါင်းစုပေါ့အဲ့ဒီမှာဝိုင်းပြီးတော့နေ့ရောညရောထမင်းမစားရဘူးသူတို့စောင့်နေတယ်နော်သူတို့တွေအလဲလုပ်ဖို့အဲ့ဒီတော့စစ်ခွေးပန်းအလံဖြူထောင်ခဲ့တယ်အလံဖြူထောင်ပြီးတော့သူတို့တွေကပစ္စာမရှိဘူးအလံဖြူထောင်ပြီးတော့စစ်ကူတောင်းတယ်စစ်ကူခေါ်တယ် BGF လာပြီးတော့တောင်းမှန်သေးတယ်အဲ့ဒီတော့မှတ်မိကြသေးလားအဲ့ဒီတော့စစ်တုပ်ပန်းတွေဖမ်းပြီးတော့ KNU ခေါင်းဆောင်ကပြန်လွတ်ပေးတယ်ထမင်းကောင်းကျိုးတော့ရေတောက်တော့ပြန်လွတ်ကြွေးတာပြန်လွတ်ပေးတာလေမှတ်မိသေးလားအခုစလုံးလဲဌာနချုပ်ကသူ့ကိုပြင်းထန်အပြစ်ပေးပြီးအာနာစင်ဆန်နေဆိုရင်ဗစပေါက်ကလိုက်အမြဲပြောနေတာပဲလေစလုံးမှာခေါင်းဆောင်ရှိတယ်လေဘိုလ်ချုပ်နန္ဒာမြထားပြီးတော့ဘာလို့မပြောတာလဲဘိုလ်ချုပ်နန္ဒာမြတရားလုံးရှိကြီးနဲ့ဘိုလ်ချုပ်နန္ဒာမြကိုအလေးမထားတာလားဘိုလ်စလုံးကအာနာစင်ဆန်နေသူတို့ကိုအနိုင်ကျင့်နေဆိုရင်ဘိုလ်ချုပ်နန္ဒာမြရှိတယ်လေဘိုလ်ချုပ်နန္ဒာမြကိုတိုင်လေဘိုလ်ချုပ်နန္ဒာမြနဲ့ဘာမှမသိရဘူးနော်ဘိုလ်ချုပ်နန္ဒာမြလည်းမသိအာနာစင်ဆန်နေဆိုကျမတို့လည်းလက်ခံလို့မရဘူးလိုက်အမြဲလွင့်နေတယ်အလူခံတယ်သူတို့အမြဲတမ်းပဲပျော်ဆွေအေးဆေးပဲတက်နေကြတယ်ဘာမှမဖြစ်ဘူးအခုအချင်းချင်းမတက်တော့မှအာနာစင်ဆန်လေပြောတော့ဘယ်လိုလုပ်ပေးရမှာလဲအခုဖြည့်ရှင်းပေးနေတာပဲလေနော်ကျမတို့လည်းပြောတယ်ဘိုးဆလုံးလက်နဲ့သိတာမတရားဘူးပြန်ပေးလိုက်ပါသူတို့ကလည်းသစ္စာဖောက်တာမဟုတ်ဘူးကော်သူလေဌာနချုပ်ကိုပြောင်းသွားတာကျမအဲ့လိုမျိုးပြောသေးတယ်နော်ဒါပေမဲ့နောက်စကားတွေကအရန်ကိုလွန်သွားတယ်နော်ကျမတို့ကော်သူလေအာမီအပြင်ကျမတို့ရဲ့ထောက်ဖို့တွေအားလုံးတိတ်ခါကြတယ်ဘိုးဆလောက BGF ဗလဲရန်သူတွေနဲ့ပေါင်းပြီးတော့ဒလန်လောက်တယ်ဆိုတဲ့စကားအရန်ကိုကျမတို့ကော်သူလေတိတ်ခါကြတယ်လို့ကျမတို့ထောက်ဖို့တွေလည်းတိတ်ခါကြတယ်ဆိုရှယ်မီဒီယာခိလိန်လို့မရဘူးအဲ့ဒါကြောင့်လို့ကျမတော့မိသိန်းကိုအပြစ်မတင်တယ်လို့ဘိုးဆလုံးကိုလည်းအပြစ်မတင်ဘူးမိသိန်းမှာလည်းအပြစ်မလဲမရှိဘူးလို့မပြောတယ်လို့ဘိုးဆလုံးမှာလည်းအပြစ်မရှိလို့မပြောဘူးနော်အားလုံးတူပဲဒါပေမဲ့နှစ်ယောက်လုံးကိုကျမပြောချင်တယ်အခုသူတို့ရဲ့ဦးတီချက်ကဘာလဲအချင်းချင်းကြိုက်ပြီးတော့အခုဂျားထဲမှာဝင်ပြီးတော့ခွေးဟောင်နေတဲ့ကွဲအောင်ငါတို့ကော်တူးလေအာမင်ရောငါတို့ရဲ့ထောက်ပုတ်တွေကိုပါပုံရိပ်ကြအောင်လုပ်နေတဲ့ DKNUNCA ခွေးအိုနွားအိုတွေကိုဒီတိုင်းမဲ့သူတို့ထိုင်ကြည့်နေမှာလားအခုသူတို့ရဲ့လောက်ရကြောင်သူတို့အချင်းချင်းတဲ့တော့ကတက်ပြီးတော့အခုမတက်တော့မှအကုန်လုံးပုံရိပ်ကြသွားတယ်ဒီတိုင်းမဲ့ထိုင်ကြည့်နေမှာလားသူတို့ရဲ့ဦးတီချက်ကဘာလဲတော်လန်ရေးအောင်မြင်ဖို့မဟုတ်ဘူးလားတော်လန်ရေးလုပ်ဖို့မဟုတ်ဘူးလားအချင်းချင်းဒီတိုင်းပဲကိုက်လိုင်းပေါ်မှာကိုက်ပြီးတော့ဒီတိုင်းပဲနေတော့မှာလားပြည်သူတွေကိုအားနာအောင်ပြည်သူတွေကိုတနာပါအောင်နော်အဲ့ဒါကြောင့်မို့သူတို့အချင်းချင်းဖြစ်တဲ့ချိန်မှာဒီဂျားထဲမှာဝင်ဟောင်းနေတဲ့ကော်တူးလေအာမင်ကိုဖြိုချင်တဲ့လူတွေကဝင်ချောင်းနေတာအဲ့ဒါကိုသိကြရဲ့လားဘိုးဆလုံးတာသစ္စာဖောက်တယ်ဆိုရင်အခုချိန် BGF လက်ထဲသူတို့ရောက်သွားပြီ PDF လေးတွေဘိုးဆလုံးလဲသစ္စာဆိုထားသူဟိုနေ့ကမတ်သိန်းလဲသစ္စာဆိုထားတယ်သူတို့သစ္စာဖောက်ခင်သူတို့အကျိုးခံစားရလိမ့်မယ်ဂျားတဲ့လူတွေကဝင်ပြီးမဟောင်နဲ့ဝင်ပြီးတော့ခလောက်မဆန်နဲ့အဲ့ဒါပဲပြောချင်တယ်တော်လန်ရေးကိုဆက်လုပ်ချင်တယ်တော်လန်ရေးကိုအောင်မြင်ချင်တယ်ဆိုရင်တော်လန်ရေးကိုပဲဥတီပါအခုနော်ဒီ10 ရက်နေ့မနေ့ကရလဲချိတ်တယ်သူလာမရဲဘူးဘိုးချုံနေတာမြမရှိလို့သူလာမရဲဘူးဘိုးချုံနေတာမြမရှိဘူးဘိုးချုံနေတာမအောက်မှာရှိတဲ့လက်ထောက်ဘိုးသုံးပွင့်တွေကသူတို့တွေကဘာမှအရာမဝင်ဘူးလားဟုတ်တယ်လေအုတ်ထိုက်သူရှိတာပဲဘိုးချုံနေတာမြတရားလုံးရှိပြီးတော့အဲ့လိုမျိုးပေါက်ကရတွေလိုက်လွင့်အိုးသူလင့်ငါလွင့်နဲ့
အောက်ထိပ်သူနော်ဥပမာမိသားတစုမှာကိုကမိသားတစုမှာမောင်နှမတွေရန်ဖြစ်နေတယ်အောက်ထိပ်သူကိုဘာမှမပြောနိုင်အမျိုးရိုက်ပတ်နေလို့ရှိရင်မိဘတွေစိတ်ချမ်းသာမလားပြည်သူတွေစိတ်ချမ်းသာမလားအခုနော်အဲ့ဒီဘောမအကြီးစားချစ်သူဂျော်နီကိုဘောမနေတဲ့အဲ့ဒီဝင်ပြီးတော့ခလောက်ဆန်သွားတဲ့ကောင်ရသူ့ရဲ့ပြောစကားကိုတေချာနားထောင်ပါကော်တူးလေကိုသူကတခါမှမကူညီဘူးကော်တူးလေကိုသူတခါမှအကောင်းမပြောဘူးနော်ကော်တူးလေစကားတော့သူမထက်ဘူးသူပြောတဲ့စကားအတိတ်ပဲကနော်ကော်တူးလေဒီလိုမျိုးဟန်ပြပြီးတော့တိုက်နေတဲ့လူကိုလူမာဝင်မဲ့အစားဒီ NUG တော့ဒီ KNU အောက်မှာ तू ကပညာသားပပနဲ့ပြောသွားတာเนาะ KNU ဒီ NUG KNU မှာပဲဝင်ပြီးတော့ပူပေါင်းစေချင်တဲ့သဘောကို तू ကပြောသွားတာကော်သူလေကို तू ကကြိုက်တာမဟုတ်ဘူး तू က NU မဟုတ် तू ကဂျော်နီတို့ချစ်သူတို့နဲ့เนาะအတူတွဲလုပ်မှုတဲ့လူ तू ကဘောမကြီးစားကျမလည်းအခုဒီသူနဲ့ဟိုနဲ့လိုက်လွင်မှကျမတေချာသိလိုက်ရတယ်အခုကော်တူးလေအာမင်မှာဥပမာပြောပြတာကော်တူးလေအာမင်မှာဘိုးစားလုံးနဲ့မိသင်ပဲရှိတာမဟုတ်ဘူးနော်တခြားကော်တူးလေတခြားအဖွဲ့စီတခြားတိုက်နေတယ်အများကြီးပဲရှိတယ်တကယ်တိုက်နေတာလဲသူတို့တွေပဲလေးကေကော်တို့ဖလူးတို့မှဘွဲမှာတိုက်နေတာဥဆောင်နေတာသူတို့တွေပဲအခု KNU ခေါင်းဆောင်တွေကဘာလုပ်နေလဲအားလုံးသိတဲ့အတိုင်းပဲ KNU ခေါင်းဆောင်တွေအခုတက်မှခဏတိုက်လာ LCA လက်အောက်မှာရှိနေတဲ့လူတွေတိုက်လာတိုက်လို့ရလားတေချာစဉ်းစားကြည့်နော်ငါတို့ရဲ့ဥတီချက်ကတော်လန်ရဲ့အောင်မြင်ဖို့အခု NCA ခေါင်းဆောင်တွေဥဆောင်နေတာတိုက်လို့ရလားတိုက်လို့မရလို့အခုနော်အရာအဖွဲ့အစည်း68ဖွဲ့ကသူတို့ကိုဖျောက်ဖို့စာတွေထုတ်ထားတယ်အားလုံးအမြင်ပဲအဲ့ဒါကိုဘောမနေတဲ့လူတွေက KNU အခုတိုက်နေတာ KNU NCA တွေလားဘောကျော်ဟဲတိုက်တယ်ဘောကျော်ဟဲအစကတည်းက NCA မထိုးဘူးသူတို့နဲ့မပတ်သက်ဘူးသူတို့စီဝေးတယ်ဘောကျော်ဟဲသွားလားသူတို့နဲ့ပတ်သက်လားမပတ်သက်ဘူးအဲ့ဒါပဲလေသူတို့ရဲ့အကြံစီကကော်တူးလေပြိုဖို့သူကစစ်ရေးပဒံမှန်ရေးနဲ့လှုပ်လို့မရတော့အဲ့လိုမျိုးအောက်လန်းနေတဲ့မင်းအောင်လိုင်းစိတ်ကြိုက်မင်းအောင်လိုင်းခင်ညွတ်မွေးထားတဲ့လက်စွဲတွေစစ်လို့လှုပ်လို့ရမယ်ထင်နေလားဒါစစ်မဟုတ်တော့ဘူးမာနာပလောလို့လှုပ်လို့ရမယ်ထင်နေလားအရင်တော့ကတိုက်နေတဲ့အဖွဲ့တွေကလည်းအခုကော်တူးလေတဖြစ်လဲပြန်တိုက်နေတဲ့အဖွဲ့တွေပဲเนาะဟိုဗလဲပြမယ်ကော်တူးလေဟန်ဆောင်ပြီးတော့ဘောမဟိုနေ့ကဘောမပြောသွားတဲ့ကော်တူးလေအာမင်ဟန်ဆောင်ပဲတိုက်နေတာနာမည်ပဲဟန်ဆောင်ပဲတိုက်နေတဲ့ပြောတဲ့ဘောမနော်ကြီးလို့ရှိရင်ဒီမှာနှားထောင်ပြမယ်နောက်တစ်ခါကော်တူးလေအာမင်ပဲဖြစ်ဖြစ်နော်ဘယ်အဖွဲ့စီမဆိုကိုတိုက်ပွဲမှာကိုဝင်တိုက်လို့ရှိရင်ဗီဒီယိုရိုက်ပြီးတော့နော်ပြောပေးပါရေးဘလူးလိုမျိုးနော်အဲ့လိုမျိုးတက်တဲ့အထောက်ထားနဲ့မှသူတို့တွေကအပေါချလို့မရမှာကော်တူးလေကဘယ်တော့မှမပြိုကွဲဘူးနော်အခုဂျားဝင်ပြီးတော့ခလောက်ဆန်နေတဲ့လူတွေပဲနော်ပေးနားထောင်တယ်နားလေနော်အော်ဒုက္ခပဲဟုတ်ပဲမှာsorry ဟိုပဲဖုန်းမှာရတယ်ဘာမှမဖြစ်ဘူးသူစိတ်တွေမှာ तू ကနော်ပြည်သူတွေတောင်းငါအများထင်နေလားမသိဘူး तू ဘောမနေတာအစကျမတိတ်ပြီးတော့မယုံကြည်ဘူးနော်အခုသူတို့ကဘိုးစားလောက်ကို तू ကရစရာမရှိအောင် तू ဘလဲဖောင်းထုတယ်ဘိုးစားလောက်ကိုကြီးလိုက်ပါဘိုးစားလုံးမှာကိုပိုင်အေးတွေရှိလားထိုင်းနိုင်ငံမှာကိုပိုင်စီးပွားရေးတွေရှိလား तू တော်လန်ရေးကို तू
နော်သစ္စာရှိလို့တော်လန်ရင်ပြည်သူဘက်မှာ तू အမြဲရက်တည်တယ်ပြည်သူတွေကိုနော် तू ကတောက်စားမှုယူလို့ဘာလဲစကားတွေပြောမှဆိုမှရှိချင်ရှိမယ်တော်လန်ရင်မှာ तू သစ္စာရှိတယ်နော်အခုဘိုးစားလုံးကိုကြီးလိုက်ပါဘိုးစားလုံးတာဒီတော်လန်ရေးကို तू မကြည့်ပဲနဲ့စီးပွားရေးအခုလာစီးရောက်တဲ့ BGF တွေအများကြီးပဲလေအခုငါတို့ခေါင်းဆောင်တွေပဲကြီးလိုက်နော်ပထမဘယ်သူလဲစီရောက်တဲ့ပထမတော်တဲ့လူတွေကိုနော်သူတို့စီရောက်တယ်ငြိမ်သွားတယ်နောက်တယောက်တော်တယ်ကျမတို့စပီယာလုပ်ပေးတယ်သူတို့စီရောက်လို့ရပါတယ်ငြိမ်သွားတယ်ဘိုးစားလုံးကိုသူတို့စီရောက်လို့ရတာဘိုးစားလုံးမှာဘာရှိလဲဘိုးစားလုံးမှာဘာအကျိုးစီးပွားရှိလဲဘိုးစားလုံးမှာမဲဆောက်မှာစောက်ထားတဲ့အိတ်တွေရှိလားတေးချာအခုခေတ်ကစုံစမ်းလို့ရတယ်ဆိုရှယ်မီဒီယာခေတ်နော်အခုထောက်ပို့တွေတော်လန်ရေးကိုအသုံးချပြီးတော့မဲဆောက်မှာအိတ်ကြီးတွေဝယ်ထားတဲ့တောက်ပို့တွေအများကြီးပဲရှိတယ်စုံစမ်းကြည့်ပါနော်ဘယ်သူလို့ကျွန်မမဆိုလို့ဘူးနော်ဒါတကယ်အမှန်တရားပြောတာအဲဒါကြောင့်မို့တော်လန်ရေးတကယ်လောက်တဲ့လူကိုဟိုစားဘယ်လိုပြောမလဲနာမည်ပြက်အောင်မလုပ်ပါနဲ့နော်တော်လန်ရေးကိုစိတ်ပြက်အောင်မလုပ်ပါနဲ့သူတို့တွေတော်လန်ရေးကိုစိတ်ပြက်အောင်သူတို့လုပ်နေတာနားလေခဏလေးဒါမဟုတ်နော်ခဏလေးဒီမှာပေးနာထောင်းမယ်ကျွန်တော်တို့ဘလော့တမသူစစ်ကြောင်းနဲ့ ADLA DCDF တနေ့သားကြီးဥပဒေဖွဲ့နေတဲ့အတူကျွန်တော်တို့3လပိုင်းခမရင်းနေ့2023မော်လစနနာကြီးဝချင်နေပြီးတော့ဒီရေပြွနေပြီးတော့ပပလာကိုစစ်ကြောင်းထိုးတော့တဲ့စစ်ကောက်စီစစ်သားတွေနဲ့ကျွန်တော်တို့ဘာလို့ပေးနာထောင်းလဲဟိုဘောမပြောတယ်လေကော်တူလေအာမြ तू ကနော်ကော်တူလေနာမည်တော့ तू မတတ်ဘူးဒါမဲ့ तू ပြောတဲ့စကားအတိတ်ပဲ तू ကစကားလိမ်မှာကျွမ်းကျင်တယ်လေကျမပြောမယ်နော်ကျမဗမာလူမျိုးကိုမမဟုတ်ဘူးကျမလူမျိုးရေးမခွဲခြားဘူးပြည်တော်စုစိတ်ဓာတ်အပြည့်ရှိတယ်နော်ဗမာလူမျိုးတွေကစကားကြွယ်တယ်ပြောတတ်တယ်ကျမတို့ကရင်တွေကစကားပြောရင်ဓက်ပြောတယ်ချိုပြောလို့မတတ်ဘူးချိုပြောလို့လည်းမရစကားကြွယ်လည်းပြောလို့မတတ်ဒါကျမတို့အမှန်ဆုံးဝန်ခံတာနော်အဲ့ဒီဘောမကစကားကြွယ်လေးနဲ့စကားလလလေးနဲ့နော်သူပြောသွားတာကော်သူလေအာမင်ကဟန်ဆောင်ပြီးတော့တိုက်တယ်နော်ခိုင်ဆောင်ပြီးတော့တိုက်တာပါအဲ့လိုသဘောတရားပေါ့သူပြောတာနော်နောက်ပြီးတော့သူပူပေါင်းစေချင်တာ KNU လက်အောက်မှာ NUG KNU နဲ့သူကပူပေါင်းစေချင်တာလက်ရှိမှာဘယ်သူကအလုပ်လုပ်လဲအခုခုနတော့ပြသွားတာနော်မနစ်9ရက်နေ့တော့ KTLA နဲ့တပ်ပေါင်စုတွေအဲ့ဒီတနင်္သာရီဗာလဲဘယ်မြို့မှာလဲမသိနော်တိုက်သွားတာနော်ဗီဒီယိုဖိုင်နဲ့ပြသွားတယ်ဒါလောက်ယူပြီးတော့တိုက်တာမဟုတ်ဘူးဘောမကြီးအဲ့ဒါသင်ခန်းစာပဲနော်သင်ခန်းစာပဲကိုမူးလို့ရှိရင်ကိုကတပန်းရှုံးတယ်ကိုကတပန်းရှုံးတယ်အဲ့ဒါကြောင့်မလို့ဒါမဲ့သူ့ရဲ့သစ္စာတရားကိုကျမယုံကြည်တယ်အရက်သမားရဲ့သစ္စာတရားကိုကျမယုံကြည်တယ်ဝေးဖြစ်ခဲ့ပါလေအဲ့ဘက်တန်နေချေတော့တနာယီဒီပါကြာခဲ့ပါလေအဲ့ဒီတိုက်ပွဲထဲမှာတနင်္သာရီမြို့နယ်ရေဖြူရွာကျွန်တော်တို့မြေပြည်တင်များရောက်တော့9ရောက်တဆိုးတယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်တို့ပေးရတဲ့ KTLA တပ်ပေါင်းစုလားမရှိပါဘူးအဲ့ဒီဘက်ကကော်တူးလေကတကယ်ဆော်တာတကယ်လောက်တာအဲ့ဒါကြောင့်မို့ကော်တူးလေအာမီနာမည်ပြက်အောင်ကော်တူးလေထောက်ပို့သမားတွေစိတ်ဓာတ်ကြအောင်ပြည်သူတွေစိတ်ဓာတ်ကြအောင်ဆိုပြီးတော့နင်တို့ဘလောက်စူးစမ်းနော်ဗဒမားမှန်ရင်တော့မနစ်ဘူးနော်အဲ့ဒါကြောင့်မို့ကျမတို့ပြည်သူတွေမဝေဝါးသွားဖို့လိုတယ်ကျမတို့သိရမှာကဒီတော်လန်ရေးမှာလူမျိုးရေးတော်လန်ရေးမဟုတ်ဘူးဘာသာရေးတော်လန်ရေးမဟုတ်ဘူးအာနာရှင်နဲ့ပြည်သူနှစ်ဖွဲ့ပဲရှိတယ်အခုကျမတို့ရဲ့ဒီတော်လန်ရေးမှာလဲလက်နဲ့ကင်ရနှစ်ဖွဲ့ပဲရှိရမယ်ပြည်သူဘက်မှာကင်တဲ့လက်နဲ့အာနာရှင်ဘက်မှာပေါင်းတဲ့လက်နဲ့ကင်နှစ်ဖွဲ့ပဲရှိတယ်ပြည်သူတွေမှာလည်းအဲ့လိုပဲဘောမတွေမှာလည်းအဲ့လိုပဲ
နော် KNU ဘက်မှာပါတဲ့လူကဒါဘောမတွေပဲ KNU NCA ကိုပြောတာနော်အဲ့ဒါကြောင့်မို့ကျမပြောချင်တာကနော်အမားအမှန်ခွဲခြားပါဘာအကြောင်းမှဖြစ်ဖြစ်သူတို့နှစ်ယောက်မတက်လို့ရန်ဖြစ်လို့ထားလိုက်ပါတော့ဒါပေမဲ့ဂျားတဲ့ကဝင်တော့ခလောက်ဆန်တဲ့လူတွေရဲ့စကားကိုမယုံကြည်နဲ့သူတို့တွေကကျမတို့ကော်တူးလေးကိုဖြိုဖို့နော်သူတို့ကစူးစမ်းနေတာဘာဖြစ်လို့လဲကျမတို့ကော်တူးလေးအားမြန်အခုအင်အားကြီးပွားလာတယ်အင်အားတိုးပွားလာလေကြီးမားလာတယ်လေအဲ့ဒါကိုသူတို့ကဖြိုတာနော်အခုကျမတချင်းတပုတ်ပေးနားထောင်မယ်အဲ့ဒီ PDF လေးစို့ထားတာနားလေးနော်ရှာလိုက်အောင်ပဲခဏလေးပြန်ရောက်တယ်ဒီခဏလေးနော်အဲ့ဒီ PDF လေးစို့ထားတာနားထောင်ကောင်းတယ်ဒီမှာခဏနားထောင်နော်မဟုတ်ဒါမဟုတ်ခဏလေးပြန်ရောက်တယ်မသိကျမမစဲရရအောင်ဒုက္ခအဲ့ဒီချင်းလေးအရင်ကောင်းတယ်ရတယ်ဟိုမှာတော့ကြည့်မယ်ခဏလေးနော်မှာတွေ့ပြီညာတကာတွေပြောနေကြတဲ့ဘုစားလုံးငါဘီယာသမားပါဒါတွေကိုကျွန်တော်ပြောပြမှာယောက်ျားမှန်ရင်သေးရနဲ့ကင်းနေသူနေတာရဘီယာအဓိကမဟုတ်ပါစိတ်ထားလာဖို့အဓိကပါပဲဗျာဘုစားလုံးဟာဘီယာတွေဘလောက်ပဲတောက်တော်လိုက်ရတော့သစ္စာမဖောက်ပါသူတပည့်တွေလည်းသားသမီးလို့ချစ်တာဒါတွေကိုတချို့ကမသိစားမနာလိုသူတွေအမုန်းစကားမြုံညပါနဲ့ပြောပြစီသားဗျာအဲ့ဒါသူ့ရဲ့တပည့်နော်သူ့ကိုချစ်တဲ့လူတွေလည်းအများကြီးရှိပါတယ်ဘာဖြစ်လဲဆိုတော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့စေတနာကနော်သူကောင်းခဲ့တဲ့အရာတွေအများကြီးရှိပါတယ်ဒီမကောင်းတာတကွက်လေးနဲ့မဆုံးဖြတ်လိုက်ပါနဲ့နော်သူကောင်းခဲ့လို့ PDF လေးတွေဒီလိုမျိုးနှစ်နှစ်ကျော်အတွင်းမှာသူထိတ်ချုပ်လာနိုင်တာသူတာဝန်ယူနိုင်တာနော်အဲ့လိုပြောလို့မိသင်းမှာအပြစ်ရှိတယ်လို့လည်းကျမမပြောဘူးနော်နှစ်ယောက်လုံးမှာအပြစ်ရှိတယ်ဒါပေမဲ့ကျမမကြိုက်ဆိုတာမိသင်းပြောတဲ့စကားတစ်ခုကတော့ကျမမကြိုက်ဘူးဒါအမှန်တရားပဲဘာဖြစ်လဲဆိုတော့ तू ပြောတာပါလေဘိုးစားလောက BGS တွေနဲ့ပူပေါင်းပြီးတော့ဒလန်လောက်တယ်အဲ့ဒီစကားကိုကျမမကြိုက်ဆိုပဲ तू ပြောတယ်လို့အဲ့ဒီဘောမလည်းပြောတယ်နော်အဲ့ဒီစကားကိုကျမမကြိုက်ဆိုပဲဘာဖြစ်လဲဆိုတော့ဘိုးစားလောကနော် तू မကောင်းတာဆိုရင်မကောင်းဘူးဆိုရင် तू မှာအထက်လူကြီးရှိတယ် तू မှာခေါင်းဆောင်ရှိတယ်အဲ့ဒီခေါင်းဆောင်ကိုတိုင်ပင်မှာနော်ခေါင်းဆောင်ကိုမတိုင်ပင်ဘဲနဲ့ကိုလှုပ်ချင်သူလှုပ်လို့မရဘူးစစ်တပ်စီကန်းဆိုတာရှိရတယ်နော်အဲ့ဒါကြောင့်မို့စီကန်းနဲ့ပဲနေစေချင်တယ်ကျမတို့နော်ဒါကျမတို့ရဲ့ကော်တူးလီမှာမို့လို့ KNU မှာဆိုမရဘူးနော်အခုဘောကျော်ဟဲဥဆောင်တဲ့ဒီတမငါမှာဆိုလုံးဝကိုမရဘူးဖိုးတော့ကင်ပြီမဲ့ तू က line ပေါ်လွင်လို့မရဘူး तू တို့ဘာတစ်ခုမှပြောလို့မရဘူးနော်စီကအရင်တင်းကြတာအဲ့လိုတင်းကြတာလည်းတစ်မျိုးကောင်းတယ်အဲ့ဒါမှတသွေးတမိတ်တယ်စစ်တပ်ပေါ့နော်ဒါကျမတို့ပြည်သူတွေနဲ့မဟုတ်တသွေးတမိတ်တသားတယ်တသွေးတသားတယ်တမိတ်တယ်ဖြစ်ရမှာအဲ့လိုဖြစ်ရမှာနော်အခုဟာကိုပြောချင်တို့တော့ကိုရဲ့စိတ်ခံစားချက်နဲ့ပြောချင်ရပြောနေကြတယ်ဥတီချက်ပျောက်သွားတယ်ဥတီချက်ကဘာလဲမသိတော့ဘူးကိုစိတ်ခံစားချက်နဲ့တယောက်တစ်ပေါက်ပြောပြီးတော့တော်လန့်ရေးကိုထိခိုက်သွားမလားမစင်စားကြဘူးကော်တူးလေရဲ့တမိုင်းကိုကြည့်ပါကော်တူးလေမပြောင်းခင်မှာ KNDO စစ်ဦးစီးချက်ဘိုးချုပ်နဒံမြဦးဆောင်တဲ့လက်ထက်မှာအမြဲတမ်းပဲအာနာရှင်ကိုတိုက်ထုတ်သွားတာနော်ဘိုးချုပ်နဒံမြကကိုလူမျိုးပေါ်သစ္စာမဖောက်ဘူးနော်ကိုလူမျိုးအပေါ်သစ္စာမဖောက်ဘူးအာနာရှင်ကိုပဲသူတိုက်ထုတ်ခဲ့တာဘိုးချုပ်နဒံမြရဲ့တမိုင်းကတခါမှမကြသေးဘူးနော်အာနာရှင်ကိုအမြဲတမ်းပဲသူတိုက်ခိုက်တယ်အာနာရှင်ပြည်သူကိုအမြဲတမ်းပဲအားပေးတယ်ပြည်သူတွေဘက်မှာမရပ်တည်တယ်
ဒါကြောင့်ကျွန်မအမြင်ပြောတာဒီຫນွေဦးတော်လန်ရေးမှာပြည်သူဘက်မှာမရက်တီတယ်ဆိုလို့ပြောရဲဆိုရဲရှိတာဘိုလ်ချုပ်ဂွန်းမော်နဲ့ဘိုလ်ချုပ်နန္ဒာမြ2ယောက်ပဲရှိတယ်ဘော်ကျော်ဟဲတော့ပြောတာမကြားဘူးဘော်ကျော်ဟဲကတော့ तू ကဗမာစကားမတတ်ဘူးလို့ကြားတယ်နော်သိထားတယ်ဗမာစကားမတတ်ဘူး तू ကကရင်လို့တော့ပြောချင်ပြောမှာပေါ့ तू ပြောတဲ့ကရင်စကားလည်းကျမတို့နားမလဲဘူးနော် तू လည်းအဲ့လိုဗလဲအဲ့လိုစိတ်ဓာတ်စီချင်ရှိမှာပေါ့လေကျမတို့ကနားမလဲတာ तू ကဗမာလူတခါမှမပြောဘူးတော့ကျမတို့လည်းမသိဘူးဒါပေမဲ့လက်ရှိမှာနော်ဘိုလ်ချုပ်2ယောက်ပဲရှိတယ်မြန်မာပြည်သူတွေဘက်မှာမရက်တီတယ်ဆိုပြီးတော့ပြည်သူတွေကိုအမြဲတမ်းအားပေးခဲ့တာဘိုလ်ချုပ်ဂွန်းမော်နဲ့ဘိုလ်ချုပ်နန္ဒာမြ2ယောက်ပဲရှိတယ်နော်တေချာလေ့လာကြည့်ပါလိုက်မလွင့်ဘူးနော်သူတို့အခုဗလဲကျမထင်တယ်ဘိုးဆလောက်ကတော့သူကတော့မှတ်လောက်သားလောက်ပြီလို့ထင်တယ်နော်အခုသူ့ကိုလည်းလိုက်မလွင့်ဖို့ပိတ်ပင်ထားတယ်သူ့ကိုလည်းပြစ်ဒဏ်ပေးထားတယ်နော်သူကတော့လိုက်လွင့်လို့မရတော့ဘူးနော်ဟိုအရက်တောင်းရတော့မှသူလိုက်လွင့်လို့မရတော့လောက်သူကပိတ်ပင်ထားတာကြီးနော်လိုက်လွင့်လို့မရတော့ဘူးအဲ့ဒီတခုတော့စိတ်ချပါနော်အခုဆိုဒီလိုဖြစ်ပြက်တွေမှာနော် तू ကပြည်သူတွေအပေါ်သစ္စာရှိတယ်သူ့ရဲ့တပည့်တွေပေါ်သစ္စာရှိရတာနဲ့နော် तू ဒီလိုမျိုးပေါ့သူ့ရဲ့မိုက်ပြီးကြောင့် तू ခံစားရတာလို့ပဲကျမတော့ယူဆတယ်နော်ဘာပဲဖြစ်အခု तू ပြန်ပြီးတော့ဥစားလို့ရတာပေါ့နော်ပြန်ပြီးတော့ပြုပြင်လို့ရတယ်အချိန်မနှောင်းဘူးနော်နောက်သူ့ရဲ့လောက်ရသူ့ရဲ့အမားကလည်းခွင့်လို့မရတဲ့အမားမဟုတ်ဘူးနော်ကျမတို့ကော်တူးလေအာမင်ကနော်ကော်တူးလေအာမင်ရာဇဝင်မှာဒီသမိုင်းမှာဒီຫນွေဦးတော်လန်ရေးမှာကိုရဲ့တပည့်ကိုညင်းပတ်နှိမ့်ဆက်တာလို့ဘာလို့မရှိဘူးเนาะမကြားဘူးသေးဘူးနောက်ပြီးတော့အခုသူတို့ဒီပြဿနာဖြစ်မှပဲပေါ်လာတာလေအဲ့ဒါကြောင့်မို့ကျမတို့တွေကဘယ်လိုလုပ်ရုံရမှာလဲဒါတွေကထားလိုက်တော့ပြီးခဲ့ပါတော့ထားလိုက်ပါတော့เนาะဒါပေမဲ့စစ်ဆက်ပြီးတော့ကျမတို့ပြည်သူတွေအတိနဲ့နေရမယ်เนาะအတိနဲ့နေရမယ်အခုရန်သူကကျမတို့ဒီຫນွေဦးတော်လန်ရေးမှာเนาะအာနာရှင်ကိုတိုက်ထုတ်နေတဲ့လူတွေအားနည်းအောင်ထောက်ဖို့သမားတွေပဲဖြစ်နော်စဉ်းစားကြည့်နော်အခုတော်လေးတိုက်ဆိုင်နေတာကျမတို့ကော်တူးလေခောက်ပို့တွေလည်းသူတို့တိုက်ခိုက်တယ်နော်နီမျိုးစုံနဲ့တိုက်ခိုက်တယ်ဒါပေမဲ့ကျမတို့ဘက်ကတော့ဘာတစ်ခုမှနော်သူတို့ကိုအထောက်အထားပေးချာနဲ့ပြန်တုတ်ပြန်နိုင်ခဲ့တယ်နော်ကျမတို့ဘက်ကဘာအမားတစ်ခုမှမလုပ်ဘူးကျမတို့ကလက်ပြလုပ်တယ်ဘယ်အချိန်လာစစ်စရင်းနဲ့အင်းနဲ့စရားနဲ့အတိအကျဘယ်နေရာမှာဘာလူလဲနော်ကျမတို့လူလိုက်တဲ့နေရာမှာမထီရောက်တာရှိလားအကုန်ကျမတို့မှာရှိတယ်နော်သက်သေထောက်ထားနဲ့နော်အကြောင်းမို့အခုနောက်ပိုင်းကစပြီးတော့ကျမတို့ပြည်သူတွေသူတို့ဘလောက်ပဲလာဟောင်းအဓိကတော့ကျမတို့တော်လန်ရေးဥတီချက်မပြောက်သွားဘူးလို့တယ်နောက်ပြီးတော့ဒီမြေပြင်က PDF လေးတွေလည်းနော်တော်ကြပါတော့တယောက်နဲ့တယောက်မပြောကြနဲ့တော့နော်တော်ကြတော့ဥတီချက်မပြောက်စေနဲ့ကျမတို့တွေတယောက်နဲ့တယောက်ဒီလိုမျိုးပြောလို့အခုကိုယ့်ရဲ့တော်လန်ရေးလဲထိခိုက်တယ်နောက်ပြီးတော့ကျမတို့ပြည်သူတွေလည်းဝေဝါးသွားမယ်နော်တော်ကြပါတော့ပြီးခဲ့တာတွေနော်ပြည်ပုတ်ကားချလိုက်တော့ဒါပေမဲ့ဟောင်နဲ့ခွေးရတော့ဆက်တော့ဟောင်ပါပဲနော်အဲ့ဒီခွေးရတော့ကျမတို့ရဲ့ကော်တူးလေအာမင်ကိုဖြူဖို့အဲ့ဒီခွေးရတော့ဆက်တော့ဟောင်ပါပဲနော်သူဘလောက်ထိရုပ်မှာကောက်ကြည့်လဲပုံတွေတင်ပြီးတော့မဟုတ်မဟတွေလိုက်တော့တင်တာအဲ့ဒါပဲကြည့်တော့ဒါပေမဲ့သူတို့ကကျမတို့ကိုဒီလိုအောက်လန်းနီးနဲ့တိတ်ခါမရှိတဲ့လှုပ်ရနဲ့သူတို့လှုပ်လို့အနိုင်ယူလို့ရမယ်ထင်နေတာမရဘူးအဓိကကတော့ကျမတို့ပြည်သူတွေစီးလုံးညီညွတ်မှုရှိဖို့ပြည်သူတွေနော်စီးလုံးဗလဲအဲ့လိုမဝေဝါးသွားဖို့လိုတယ်အာနာရှင်ရဲ့အကြောက်ဆုံးနော်ကျမတို့ကိုအကြောက်ဆုံးကဘာလဲသိလားကျမတို့အားလုံးစီးလုံးညီညွတ်သွားမှာသူတို့အကြောက်ဆုံးပဲလက်နဲ့ထက်မှာသူတို့ကြောက်တယ်နော်အဲ့ဒါကြောင့်မို့ကျမတို့ပြည်သူတွေစီးလုံးညီညွတ်ဖို့လိုတယ်လက်နဲ့ကင်သမားတွေစီးလုံးညီညွတ်ဖို့လိုတယ်ဘာပဲဖြစ်ဖြစ်နော်ကျမတို့ကော်တူးလေဖိတ်ကထုတ်တဲ့စာကိုပဲမလဲယုံကြည်ပါတချို့ဟိုမိုးအကောက်သေးတွေခေါင်းသေးထောင်းစာတွေမယုံကြည်ကြပါနဲ့နော်ကျမအဲ့လိုမျိုးကြိုတင်အသိပေးပါရစေနော်ကျမတို့အခုတတိထားပြီးတော့လောက်ရမှာတတိထားပြီးတော့စူးစမ်းရမှာတတိထားပြီးတော့ကျမတို့တွေတော်လန်ရက်ကိုအထိခိုက်အပွန်းအပက်မရှိအောင်နော်တရားနဲ့တရားစိတ်ဝန်းမကွဲအောင်တရားနဲ့တရားဟိုဗာလဲအထင်မှားအမြင်မှားမရှိရအောင်ကျမတို့တွေစူးစမ်းရမယ်
နော်ဒါသင်ငန်းစာပဲဘိုးစလုံးလဲဒါသင်ငန်းစာပဲသင်ငန်းစာယူပါနောက်ဒီလိုမျိုးမဖြစ်ပါစေနဲ့နော်ဒီနေ့ပြောစရာကြီးစကားတွေအများကြီးပဲရှိတယ်အခုဒီဘိုဆာလိုကိစ္စနဲ့ပတ်သက်တော့ဖောင်းထုတဲ့လူတွေရဲ့အကောက်ဝင်ကြည့်လိုက်ပါနော်သူတို့ကအကောက်စစ်နဲ့တစ်ခါမှဝင်မတိုက်ဘူးဝင်မကောက်ဘူးလော့ချချင်ချမယ်လော့အတုကောက်အတုနဲ့ဝင်ကြိုက်တယ်ဝင်တော့ဖောင်းထုတယ်အဲ့ဒီလိုမျိုးဆိုရင်တော့ဒီလူတွေကငါတို့ကောသူ့လေအာမင်ကိုဖြိုဖို့နော်ဘိုဆာလိုကိုသူတို့ကဖောင်းထုနေတာဘိုဆာလိုသူတို့ဥဒူချာဘိုဆာလိုမဟုတ်ဘူးနော်သူတို့ဥဒူချာကျမတို့ကောသူ့လေအာမင်ပြိုလဲဖို့ကူညီတဲ့လူအားနဲ့အောင်ယုံကြည်မှုအားနဲ့အောင်တို့လောက်တာအဲ့ဒါကိုကျမတို့သတိထားရမယ်ကျမတို့အဓိကသတိထားရမယ်နော်ဒီလိုမျိုးလာမန်းတဲ့လူတွေဆိုရင်လေကျမတော့သူ့ကိုသွားပြောတယ်ဒီမှာသူရေးတယ်ဘိုးဆလုံးရဲ့အပုတ်နဲ့ပတ်သက်လို့ကျမအများကြီးမပြောဘူးတဲ့သူဒီ DKBA ကနေကူးပြောင်းလာသူမျိုးယုံလို့ကိုမရဘူးတဲ့ဒါသူတို့ရဲ့သွေးခွဲစကားနော်ကျမတို့ပြည်သူနဲ့ဘိုးဆလုံးကိုသွေးခွဲတာကော်သူ့လေအာမီနဲ့ဘိုးဆလုံးကိုသွေးခွဲတာနော်အခုဘာလို့ပလူပြန်နေတာအခုဘာလို့ပြည်သူတွေစိတ်မချမ်းသာဖြစ်လို့ဟိုလိုဒီလိုသိချင်တာဟိုလိုဒီလိုဖြစ်နေတာအဲ့ဒီဘောမအကြီးစားနော်အဲ့ဒီဘောမအကြီးစားကဖူကျော်နီကိုအမြဲတမ်းပဲနော်အားပေးဖူကျော်နီအမြဲဘောမနေတဲ့အဲ့ဒီဘောမနော်နှစ်အတွင်းမှာသူထောက်ပံ့လာတဲ့အဲ့ဒီတပ်မဟာခုနှစ်ကဘယ်နှခါအလုံးလဲဘယ်နှခါတိုက်လဲနော်အခုသူတော်မှနေလို့မရဲလို့တပ်မဟာ6မှာလာနေရတယ်နော်သူကအဲ့လိုလာမန်းတော့ကျမကသူ့ကိုပြန်မန်းလိုက်တယ်နော်အဲ့ဒီကာယံဦးဆိုတဲ့ကောင်မကပြည်သူမဟုတ်ပါဘူးတဲ့အရက်ရယ်မိမရယ်ပါသူများမရတော့အတင်းလူယူထားတာတော်လန်ရေးလောက်တာသူများကိုရေးကိုတာဘာပဲဖြစ်လေတော်လန်ရေးလောက်တာသူများကိုရေးကိုတာကိုပောက်ခဘယ်လိုများဆဲဆိုနေတာဒါအောက်တန်ကြတာတော်လန်ရေးအစ်စ်မှမဟုတ်ဘူးမြင်မှတ်ထားတော်လန်ရေးအစ်စ်အမှန်လောက်တဲ့လူကတော်လန်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲတော်လန်ရေးကိုမဟုတ်မှန်သွေးထိုးပြောဆိုမဟုတ်မှန်တော်လန်ရေးအလူငွေတွေကိုအလွဲသုံးစားလုပ်နေတဲ့လူကိုကနော်အမှန်တရားကိုချပြအဲ့ဒါမှတော်နိုင်အစ်စ်မှန်လို့ခေါ်တယ်အခုသူတို့ကကိုရေးကိုတာနဲ့သူများကိုတိုက်ခိုက်တာနော်သူပြောတယ်သူများမရတော့အတင်းလူယူထားတာတဲ့ယွန်ဆရာကြီးနော်တဲ့ဗလဲလက်ရတွေကပြီးတော့စောက်ကြွားပါလေသူရေးထားအများကြီးပဲမဟုတ်သူရေးထားတာဗလဲဒီမှာပေါ့အစ်စ်တောင်မတင်ရဲတဲ့ကျမပြန်ရေးလိုက်တယ်သူ့ကိုပုံအစ်စ်တောင်မတင်ရဲတဲ့အပြင်လော့ပါချလိုက်သေးတယ်ကိုအစ်စ်ကိုတိတ်ပြီးမဖော်ထုတ်နဲ့တကဘာလောကဖတာနော်ဆက်ဆရာကြီးတို့ကျမပြန်ရေးလိုက်တယ်ကျမရင်ကြီးလေးပဲသူ့ကိုရေးလိုက်တာသူကဘယ်လိုပြန်ရေးလဲဆိုတော့လော့ချတာတဲ့ပုံအစ်စ်မတင်လို့လူလိုသိရင်လူနားလေလိမ့်မယ်တဲ့ငမူးဘက်ကနာနေတဲ့နေတာဆက်ရမှာတဲ့ကိုကဓမ္မဘဲတော်သားသဘောပေါက်တယ်ဓမ္မဘဲတော်သားကဓမ္မသမားဆိုရင်တရားသမားဆိုရင်သူများကိုရေးကိုတာကိုဒီလိုမျိုးသွားပြီးတော့ပုတ်ခဆဲဆိုပြောဆိုမလားအဲ့ဒါဓမ္မသမားနော်သူ့ကိုယ်သူဓမ္မသမားတဲ့အမှန်သမားတဲ့စာဖတ်တဲ့လူတိုင်းနော်အသိတရားရှိတဲ့လူတိုင်းသိတယ်ကျမကလည်းသူ့ကိုပြန်ပြီးတော့ဖြေပေးလိုက်ပါတယ်နော်တာဓုပါလို့ဓမ္မဘဲတော်သားဆိုရင်အောင်မြင်ပါစေနော်လို့မဟုတ်ရင်တော့ယင်သူ့လက်ချက်နဲ့အသေးဆိုးနဲ့တရားပါစေလို့ငါလည်းဘောမမဟုတ်ရင်ငါသူကကျမဘောမလို့ခေါ်တယ်လေငါလည်းဘောမမဟုတ်ရင်ငါတောင်းတဲ့စုပြပါစေလို့ဘောမလာမလာငါဝေါ်ကိုလာကြည့်လိုက်နော်သွေးမကြောင်ဘူးပို့အစ်အကောက်အစ်နဲ့ပေါ်တင်ပြောတာလို့သူ့ကိုပြောထည့်လိုက်ဒါပေမဲ့ကျမရဲ့အကောက်ကျမရဲ့ခွန်မင်းကို तू က block လိုက်တော့ကျမကိုပါတခါတည်း block လိုက်တယ်အဲ့ဒါပဲနော်အမှန်တရားဓမ္မသမားတဲ့ကျမပြောချင်တာကဒီလိုလူတွေကနော်ကျမတို့ဂျားမှာသူကြီးခွဲပြီးတော့နော်ပုံရိတ်ကြအောင်ကော်သူလေအာမင်ပုံရိတ်ကြအောင်လိုက်တော့ပြောနေတာအဲ့ဒါကိုသတိထားစေချင်တာအဲ့လိုမျိုးဟောင်တဲ့လူဆိုရင်ထားမကြည့်နဲ့အဲ့ကြီးပြက်တယ်
ဒီနေ့တည်င်းပြောရမယ်နော်အခုကော်တူးလေးနဲ့မြေအတွင်းနဲ့တီရှိသည့်တရားမဝင်ကာစီနိုလောင်းကစားမျိုးတီဆောက်ရေးလုပ်ငန်းတွင်ပါဝင်ကြောင်းစွဆွဲခံရသည့် KNU ခေါင်းဆောင်တချို့၏အမည်ကိုရှင်းလင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ KNU အထွေထွေအတွင်းရေးမှူး၏ထုတ်ပြန်ချက်အပေါ်ပြောင်းလဲမှုအတွက်အပြည်ပြည်ဆိုင်ရာစုပေါင်းကရင်အပြည်ပြည်ဆိုင်ရာစုပေါင်းကရင်နော်စုပေါင်းကရင်လှုပ်ရှားရေးကွန်ဂရက် GKSCE သဘောထားထုတ်ပြန်စောတော်နေကြတော့အင်တာဗျူးမှာအမြဲတမ်းပဲညီနေသူတို့ကအမြဲတမ်းပဲပြောနေတော့သူရဲ့ဥတီချက်မဟုတ်သူတို့ရဲ့မူဝါဒကအာနာစင်အမြင့်ပြကြဆုံရမယ်ဆိုပြီးတော့ဗာလဲအမြဲတမ်းပဲကြွေးကြော်နေတယ် KNU ရဲ့မူဝါဒကဒါပေမဲ့လက်တွေ့နဲ့အလုံးနဲ့တခြားစီပဲเนาะအခုအဲ့ဒီကွန်ဂရက်ကထုတ်ပြန်ထားတယ်เนาะအချင်းဖေဖော်ဝါရီ26ရက်နေ့ KNU ထုတ်ပြန်ခဲ့သည့်ပြီးခဲ့တဲ့26ရက်နေ့ကနော် KNU ထုတ်ပြန်ခဲ့သည့်သဘောထားထုတ်ပြန်ချက်ပါမူဝါဒနှင့်ဂတိကဝတ်များအတိုင်း KNU ကအမှန်တကယ်ကင်တွယ်ဖြည့်ရှင်းသွားမည်ဟု KGSC ကယုံကြည်ပြီးဤလုပ်ငန်းစဉ်တွင်ပါဝင်ပံ့ပိုးကူညီသွားရန်အစဉ်သင့်ရှိကြောင်းနော်ဤလုပ်ငန်းစဉ်ကိုဆောင်ရွက်နေစဉ်တွင်သူထုတ်ပြန်ထားတာနော်တကယ်လို့အဲ့ဒီထုတ်ပြန်စာနဲ့ပတ်သက်ပြီးတော့သူတို့ကဗာလဲလိုက်နာဆောင်ရွက်မယ်လို့တကယ်လုပ်မယ်ဆိုရင်သူကလည်းပါဝင်ကူညီဖို့အဆင်သင့်မယ်အဲ့ဒီဗာလဲ GKSC ကနော်အဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်နေစဉ်တွင်နဲ့နံပါတ်1 KNU နဲ့ပူးပေါင်းဆောင်ရွက်ရွေးတဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားဟုဆိုင်းဘုတ်တင်ထားသည့်တရားမဝင်ကာစီနိုမြို့သစ်ဖွင့်ပွဲအခမ်းအနားတွင် KNU ထိပ်ပိုင်းခေါင်းဆောင်ကမြည်သည့်အတွက်ကြောင့်ပါဝင်တက်ရောက်ပြီး KNU ၏မူဝါဒကိုချိုးဖောက်နေပါလေနှင့်စီမံကိန်းတွင်ကရင်ဒေသခံကုမ္ပဏီမှတဆင့်အဘယ်ကြောင့်ငွေကြေးဆိုင်ရာပါဝင်ပတ်သက်မှုများရှိသည်ဟုသောဆွဆွဲချက်များနော်အခုသူတို့အဲ့ဒီကာစီနိုတရားမဝင်ကာစီနိုမြို့သစ်ဖွင့်ပွဲမှာအခမ်းအနားမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေကပါဝင်တက်ရောက်တာပါဝင်တက်ရောက်ပြီးတော့ဖွင့်ပွဲလုပ်တယ်နော်အဲ့ဒါနံပါတ်1နံပါတ်2ကျတော့ကရင်ပြည်သူလူထုအားတိုက်ခိုက်တပ်ဖြတ်နေသည့်တရားမဝင်စစ်ကောင်စီကချီးမြှင့်သည့်ဂုဏ်ထူးဆောင်ချီးမြှင့်စုကိုအဘယ်ကြောင့် KNU ဥက္ကဋ္ဌကလက်ခံပြီးမူတူစေဖို့ကသွားပြီးတော့လက်ခံထားတယ်လေ KNU ဥက္ကဋ္ဌနော်အဲ့ဒါကြောင့်မို့ KNU ကိုဝင်ပြီးတော့ပူးပေါင်းပါဆိုတဲ့ပြောတဲ့လူတွေပြောတဲ့ဘောမတွေလက်ရှိမှာ KNU ကတိုက်လို့ရတာ KNU နဲ့မှာရှိနေတဲ့အခု PDF လေးတွေကတိုက်လို့ရတာပြည်သူတွေကထမင်းကျွေးနေရတာတိုက်လို့မရဘူးထမင်းကျွေးနေရတာ2နှစ်ကျော်နေပြီအဲ့ဒါကိုအဲ့ဒီဘောမက NUG KNU လက်အောက်မှာဝင်ပြီးတော့ပူပေါင်းစေခြင်းလေကော်တူးလေကိုမပူပေါင်းစေခြင်းဘူးကော်တူးလေကိုလည်း तू တခါမှမကူညီဘူးเนาะကော်တူးလေကိုလည်း तू တခါမှအကောင်းမပြောဘူးအဲ့ဒါကို तू ဝင်ပြီးတော့ဝင်ဟောင်သွားတာအရင်တော့ကလေးစားခဲ့တာအခုသဲတဲ့ရည်တုံဖြစ်ကုန်ပြီယွန်းလားယွန်းလဲနော်ကျမတော်ရုပ်တန့်ရုပ်လူကိုမပြောဘူးနော်ဒါပေမဲ့ဒီပွဲမှာသူတော်တော်လွန်တယ်ဘောမမှတကယ်သိတာလေနံပါတ်3ဖေဖော်ဝါရီ23ရက်နေ့တွင်ကဘာတဝန်းရှိကရင်လူမှုအပိုင်းဝိုင်းတို့ကပေးပို့ခဲ့သောအိတ်ဖွင့်ပေးစာပါစိုးရိမ်မှုနှင့်အကြံပြုချက်များကို KNU ၏ပြဋ္ဌာန်းချက်များနှင့်အညီမိကဲ့သို့ကင်တယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟိုနေ့ကသူတို့စီဝေးပွဲလုပ်တယ်နော်သူတို့စီဝေးပွဲလုပ်အဲ့ဒီရပါ68ဖွဲ့ကသူတို့ကိုတတိပေးစာနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းရမှလည်းမထူချဘူးနော်သူတို့ထုတ်ပြန်တာဘာတွေထုတ်ပြန်မသိလူလည်းမစုံအဲ့ဒီတမငါဘော်ကျော်ဟဲလည်းမတက်ရောက်ခဲ့ဘူးမတက်လာဘူးနော်မလာဘူးအဲ့ဒါပဲကြည့်တော့သူတို့လိုဒီလိုမျိုးတရားမဝင်သူတို့ကမဟုတ်မဟာလို့တော့ဘယ်သူတွေကသူတို့ကိုပေါင်းချင်မှာလဲအဲ့ဒါအဖြေပဲစသည်တို့ကိုပွင့်လင်းမြင်သာသောယင်းနီနောဆွေးနွေးပွဲများမှတဆင့်စင်းလင်းချပြရန် KNU ကရင်အမျိုးသားအစည်းအရုံးတွင်တာဝန်ရှိသည်ဟုယုံကြည်ကြောင်းတို့ပါရှိတယ်
တို့တရားဝင်ချပြရမယ်တရားဝင်နော်ဒီပြည်သူတွေတောင်းဆိုထားတဲ့ပြောဆိုတဲ့အတိုင်းကိုသူတို့ချပြရမယ်ဒီနေ့နည်းနည်းလိုက်စောရတယ်ဒီနေ့နည်းနည်းလိုက်မစောဘူးဒါပေမဲ့ခါတိုင်းနေ့တော့စောတာပေါ့နော်အခုဖတ်ပြမယ်နောက်တစ်ခုနော်အခုဒီနေ့ဆိုရင်နော်ကျမတို့ရဲ့ NUG အစိုးရကိုအာဆီယံကဖိတ်ခေါ်ပြီးတော့ဆွေးနွေးပွဲဆွဲတက်ခေါ်ပြီးနော်အခုကျွန်မနည်းနည်းလေးနော်နိုင်ငံခြားသတင်းပြောလိုက်အောင်မယ်နော်အခုအီရန်ဒုံးကျည်များဝယ်ယူရန်ရုရှားတွန်းဆုတ်တယ်အီရန်အမေရိကန်ကသူ့ကိုချိန်ချောက်ထားတယ်နော်အီရန်ဒုံးကိုနေဝယ်လို့ရှိရင်ငါတို့ယူကရိန်းကိုအပြစ်အဝထောက်ခံမယ်ကမ္ဘာမှာအမေရိကန်နီးပညာအဆင့်မြင့်ဆုံးနီးပညာအကောင်းဆုံးပဲဘယ်သူမှမရှင်းနိုင်ဘူးအဲဒါကြောင့်မို့အီရန်မှာဒုံးဝယ်ဖို့သူတွန်းဆုတ်နေတယ်အီရန်တို့ထံမှဘောစတစ်ဒုံးကျည်များဝယ်ယူပါကရင်းထက်ခစ်မိပြီးစွမ်းဆောင်ရည်မြင့်မားသော ATACMS အမျိုးအစားတာဝေးပြီးဒုံးကျည်များကိုအမေရိကန်ကယူကရိန်းကိုပံ့ပိုးမိကိုစိုးရိမ်ရမှအီရန်ဒုံးကျည်များဝယ်ယူရန်ရုရှားကတွန်းဆုတ်နေသည်ဟုသိရတယ်။ရုရှားယူကရိန်းစစ်ပွဲအတွင်းရုရှားတို့အီရန်ထုတ်ရှာ136အမျိုးအစားစစ်သုံးဒရုန်းများအသုံးပြုခဲ့ခြင်းကြောင့်ယူကရိန်းအဆောက်အအုံများပျက်စီးသွားခဲ့ရမှအနောက်အုပ်စုကအီရန်အပေါ်ထပ်မံပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ကြသည်ဖာထူနိုင်ငံရေးပညာရှင်များကအီရန်အနေဖြင့်မော်စကိုတို့နှင့်နော်စစ်ရေးပူးပေါင်းဆောင်ရွက်မှုပုံမမြင့်တင်လို့တော့လဲမော်စကိုကမူအီရန်ဒုံးကျည်များအသုံးပြုရန်တွန်းဆုတ်နေသည်ဟုသိရတယ်အီရန်တို့ကိုသူတို့မသုံးရဘူးအမေရိကန်သူတို့ကြောက်တယ်အခုအမေရိကန်ကပြတ်တန်းထားသောဘာမာအကောင့်ထဲပေါ်ရေး CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နဲ့အမေရိကန်နိုင်ငံသားရေးအတန်ပင်ခံတို့တွေ့ဆုံဆွေးနွေးတဲ့ဒီနေ့နော်ရန်ကုန်မှစနာကိုရဲ့အမေရိကန်ပြည်ထောင်စုကပြတ်တန်းထားသောဘာမာအကောင့်ထဲပေါ်ရေးကျမတို့ဒီကရင်နယ်မြေမှာကြတော့နော်အချင်းချင်းကိုက်မင်းအွန်လိုင်းကအေးစစ်စစ်ပဲနော်အချင်းချင်းကိုက်တာနဲ့ပဲအချိန်ကုန်တယ်သူများတွေကြတော့ဟိုမှာစူးစမ်းနေလိုက်ကြတာနေရာတိုင်းကစူးစမ်းနေတယ်နေရာတိုင်းကလွတ်မြောက်နေမိရအောင်စူးစမ်းနေကြတဲ့အချိန်မှာကျမတို့ကရင်ချင်းချင်းကကိုက်နေကြတယ်နော်တော်တော်လေးကိုတရားရစရာပဲနော်အမေရိကန်ပြည်ထောင်စုကပြတ်တန်းထားသောဘာမာအကောင့်ထဲပေါ်ရေး CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနအတိုင်ပင်ခံဒီရက်ချိုလက်တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၎င်းတို့၏တွစ်တာလူမှုကွန်ရက်တစ်ဆင့်သတင်းထုတ်ပြန်တယ်နော်မာလာ9ရက်နေ့တွင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနတိုင်ပင်ခံကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နဲ့တွေ့ဆုံပြီးမြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ဘာမာအကောင့်ထဲပေါ်ဆောင်ရွက်မှုအတွက်အမေရိကန်ပြည်ထောင်စုအကူအညီများရရှိရေးတွေ့ဆုံဆွေးနွေးကြောင်းသတင်းထုတ်ပြန်တယ်ကျမတို့တွေလက်တွေ့နော်အဲ့ဒီ MDAA ကလက်တွေ့ခံစားရတော့မယ်ထင်တယ်နော်ဒါပဲဖြစ်လေကျမတို့ကတော့ဒီသူတို့ကိုလည်းမျောလင့်တာပေါ့နော်မျောလင့်တယ်ဒါပေမဲ့အများကြီးတော့မမျောလင့်ဘူးကျမတို့အဓိကကတော့ကျမတို့ရဲ့ပြည်တွင်းအားနဲ့ခုခံတိုက်ခိုက်ရမှာကျမတို့ပြည်တွင်းအားနဲ့နော်အခု CRPH သတင်းထုတ်ပြန်ချက်တွင်မူလက်ရှိမြန်မာနိုင်ငံတွင်စစ်ဆောင်ပြည်သူများနှင့်အရေးပေါ်အကူအညီလိုအပ်နေသူများအတွက်ထိရောက်သောပံ့ပိုးကူညီမှုများပေးအပ်နိုင်ရေးအတွက်အမျိုးသားညွတ်အစိုးရအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့်လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရေးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH လုပ်ငန်းဆောင်ရွက်ချက်များအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်လိုအပ်သည့်အကူအညီများရရှိနိုင်ရေးနှင့်မြန်မာဒီမိုကရေစီအင်အားစုများ၏ကြိုးပမ်းဆောင်ရွက်မှုများထိရောက်သောအကူအညီများရှိနိုင်ရေးအတွက်အမေရိကန်နိုင်ငံရှိနိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များနဲ့၎င်း CPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်တို့တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားတော့အဲ့ဒီကျမတို့ရဲ့အခုဒီတိုင်းရင်းသားတွေနဲ့ဒီစစ်ဘေးဆောင်တွေကိုကူညီဖို့နော်သူတို့ဆွေးနွေးသွားမယ်လို့ပြောတယ်နော်
ဘာပဲဖြစ်ဖြစ်เนาะအခုချိန်မှာကျမတို့တွေကစစ်လို့မာနာပလောလို့မဖြစ်အောင်ကျမတို့အထူးတတိထားရမယ်เนาะအထူးတတိထားရမယ်နောက်ပြီးတော့ကျမတို့ပြည်သူတွေမဝေဝါးသွားဖို့လိုတယ်အခု NUG ကိုဖောင်းထုလို့မလဲဝေဖန်သုံးသပ်လို့ရတယ်တချို့ကျတော့ဝေဖန်သုံးသပ်တာမဟုတ်တော့ဖောင်းထုတယ်အဲ့ဒီဖောင်းထုတဲ့လူတွေကလည်းသက်ပါတီတွေစစ်ကပူသက်တယ်အဲ့ဒီလူတွေက NUG စစ်မရအောင်เนาะအခု NUG ကမင်းအွန်လိုင်းကိုသူတို့တန်ရေးတမန်ရေးနဲ့သူတို့တိုက်လို့မင်းအွန်လိုင်းလောကနှစ်လန်မထူနိုင်တော့ဘူးเนาะအဲ့ဒါကိုသူတို့ကအခွင့်ကောင်းယူပြီးတော့ NUG ကိုဖောင်းထုတယ် NUG ပြုတ်ကြလို့ဆိုရင်သူကနေရာယူဖို့နေရာဗလဲအစားထိုးဖို့နေရာယူဖို့ဖြစ်မှာပေါ့ဒါပေမဲ့မလွယ်ပါဘူးเนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူတွေရဲ့အားကအာနာစီကိုတိုက်ထုတ်နိုင်သွားမှာဖြစ်ပါတယ်เนาะကျွန်မနောက်ဆုံးအနေနဲ့ကျွန်မပြောချင်တာကတော့ဒီဘိုဆာလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မှတ်တင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မတို့တွေခေါင်းထဲမှာမထက်ထားကြနဲ့တော့เนาะကျွန်မတို့တွေအမိုက်เนาะအမိုက်လို့ပဲတော့ဘာထားတော့ကျွန်မတို့တော်လန်ရေးအတွက်အထိခိုက်မခံနိုင်ဘူးเนาะတော်လန်ရဲ့အတွက်အနောက်ဆက်မဖြစ်စေချင်ဘူးအဲကြောင့်ကျွန်မတို့ဥတီချက်ကဘာလဲဘိုဆာလုံးတဲ့ဥတီချက်ကဘာလဲဆိုရင်ဘိုဆာလုံးကတော့လှိုင်းလို့မရတော့လေ तू ကဘိုချုံနေတာများကသူ့ကိုသူတို့ကဌာနချုပ်ကသူ့ကိုပိတ်ပင်လိုက်ပြီเนาะ तू လှိုင်းလွှင့်လို့မရတော့ဘူးအဲကြောင့်မို့သူ့ကိုတော့မပူကားတော့ဘူးဒါပေမဲ့တစ်ဖက်ကလူကတော့ तू ကဌာနချုပ်မှာမဟုတ်ဘူးเนาะအခုကျွန်မတို့သတင်းကြားတာမင်းဆောက်ရောက်နေတယ်ကြားတယ်ဒါပေမဲ့ကျွန်မတို့သတိထားရမှာကเนาะကျွန်မတို့ကရင်မှာကျွန်မတို့ကရင်ပြည်နယ်မှာเนาะကရင်နယ်မြေမှာနာမည်ကြီးခဲ့တာအခုကျွန်မဆိုးရိမ်လို့เนาะကျွန်မဆိုးရိမ်လို့ပြောတာအခုသူတို့ပြဿနာတက်တယ်เนาะဘိုးစားလုံးနဲ့မိတင်ကပြဿနာတက်ပြီးတော့ပြဿနာတက်တယ်ဒါမဲ့ဒါမှတော့မအချစ်ချင်းပြဿနာတက်တာထားတော့ဘိုးစားလုံးကလည်းဘသူကိုမှလည်းသူမတတ်ဖြတ်ဘူးเนาะသူရဲ့လက်အောက်ငယ်သားတွေကိုသူအခုသူတို့ပြောမှကျွန်မတို့သိရတာเนาะအနိုင်ကျင့်တဲ့စီးနေလောက်တာတို့ဘာတို့သူတို့ပြောမှကျွန်မတို့သိရတာဒါတွေထားလိုက်ပါတော့ဒါပေမဲ့နောက်ဆက်တွဲကျွန်မတို့တွေတတိထားရမယ်เนาะတကယ်လို့အဲ့ဒီဘိုးစားလုံးနဲ့ပြဿနာဖြစ်တဲ့ဘာလဲလူတွေသူတို့ကိုသူတို့တတိထားရမယ်เนาะဘာဖြစ်လို့လဲဆိုတော့ဈားထဲမှာဝင်ပြီးတော့เนาะသူတို့ကတခုလှုပ်လိုက်ပြီးတော့ဘိုးစားလုံးကိုဘာလဲအနာမယ်ဝင်ခံပြီးတော့ဘိုးစားလုံးကလှုပ်တယ်ဆိုပြီးတော့နာမယ်ဖျက်ဖို့အဲ့လိုမျိုးတွေကျမတို့တွေတတိထားရမယ်เนาะအခုကျမတို့တွေเนาะဒါမဲ့ဒီကလေးဌာနချုပ်မှာရှိတဲ့ကလေးကတော့မပူရဘူးเนาะမပူရဘူးဒါမဲ့တော်တော်လာလှုပ်တဲ့လူကိုကြားကျမတို့ကစိတ်ပူတယ်เนาะဘာဖြစ်လဲဆိုကျမတို့ကရင်မှာကြည်လိုက်ပဒိုမန်းရှားကျမတို့ရဲ့တော်လန်ရေးမှာကျမတို့ရဲ့ကရင်တော်လန်ရေးမှာအရန်ကိုအားကိုးရတဲ့အရန်ကိုနိုင်ငံရေးတော်တဲ့ပဒိုမန်းရှားတောင်မှလောက်ကျန်တပ်ဖြတ်ခံရတယ်လောက်ကျန်တပ်ဖြတ်ခံရတာအခုချိန်ထိတရခံမပေါ်သေးဘူးတတ်တဲ့လူကတော့သူတို့เนาะသူတို့တတ်လိုက်တာနဲ့အဲ့ဒီလူတတ်တဲ့လူကိုသူတို့နှုတ်ပိတ်လိုက်ပြီတကယ်ခိုင်းစေတဲ့လူကိုမမိသေးဘူးသိတယ်မစွတ်ဆွဲရဲဘူးတတ်တဲ့လူကဘာတူလဲသိတယ်မစွတ်ဆွဲရဲဘူးအဲ့လိုမျိုးဖြစ်မှာကြောက်လို့เนาะဘိုးဆလုံးကတော့မပူနဲ့เนาะကျမတို့ကောက်တူးလေအာမီကဒီလိုအာနာစင်ဆန်လောက်ရဲတာလောက်တက်တာအာနာစင်ပဲရှိတယ်เนาะကျမတို့ဖက်ဒရယ်ဒီမိုကရေစီဘက်တော်သားတွေကတော့ဒီလိုအောက်တန်းကြတဲ့အလုပ်ပဲတော့မှမလုပ်ဘူးအဲ့ဒါကိုကျမတို့တတိထားဖို့လိုတယ်ဒါပေမဲ့ social media ခေတ်မှာသူတို့တွေမလိတ်တပတ်လုပ်လို့မရတော့เนาะနောက်ကွယ်ကနေတပ်ပြီးတော့ဟိုလူကိုကြောက်တုံဒီလူကိုကြောက်တုံလုပ်လို့မရတော့မင်း online လက်ရှိလုပ်ထားတဲ့အဖြစ်ပဲကြည့်လိုက်ဒီနေ့သတင်းဆိုလောပေါ့နော်ပူနွေး KNU ခေါင်းဆောင်ဥက္ကဋ္ဌလာသူပြောတာ KNU ခေါင်းဆောင်စီးလာတဲ့ကားမိုင်းဆွဲတိုက်ခိုက်ခံထိပြီးတော့ကားကြေသွားတယ်တဲ့ကျမအမြဲတမ်းမြင်နေရတာပဲလေကျမတော့မယုံကြည်ဘူးเนาะဟုတ်လားမဟုတ်လားမသိတော့မယုံကြည်ဘူးဘာဖြစ်လဲဆိုတော့သူတို့တွေကသတင်းတွေချင်းအမြဲသတင်းတင်တာလို့ကျမတို့တွေတခါမှယုံကြည်မှုမယုံကြည်ရအောင်လေဟိုတလောကလည်းကားပလက်လန်သွားတယ်လူလည်းဘာမှမဖြစ်ဘူးအခုလည်းအဲ့လိုပဲလူကမထိဘူးကားပဲထိတယ်ဆိုတော့ဒါတွေလည်းကျမတို့ယုံကြည်လို့မရအောင်เนาะနောက်တစ်ခုကျတော့သူတို့တွေက PDF တွေလောက်တယ်ဆိုပြီးတော့ကြောက်တွန်းနေအောင်မယ်အဲ့ဒါကိုပြောချင်တာကျမတို့ရဲ့အာနာရှင်မှန်သမျှအာနာရှင်နဲ့ပူပေါင်းတဲ့လူမှန်သမျှကတော့ယုံကြည်လို့မရအောင်နော်ယုံကြည်လို့မရအောင်အဲ့
အဲ့ဒါကြောင့်အဓိကတော့ကျမတို့ပြည်သူပဲလေအခုတကယ်ကော်တူးလေအာမီကိုနော်အမြဲတမ်းထောက်ခံအားပေးဦးညီနေတဲ့အဖွဲ့အစည်းကတော့ပုံမှန်ပဲလေပုံမှန်ပဲလာတယ်သူတို့တွေကမဝေဝါဘူးကျမတို့ပြည်သူတွေမဝေဝါဖို့လုပ်တယ်နော်စိတ်ဓာတ်မကြဖို့လုပ်တယ်အဲ့လိုဝေဝါသွားတယ်ကျမတို့တော်လှန်ရေးကပြောင်းပြန်ဖြစ်သွားနိုင်တယ်နော်တမျိုးပြောင်းသွားနိုင်တယ်အဲ့ဒါကြောင့်အခုကျမတို့စဉ်းစားကြည့်ပေါ့တနိုင်ငံလုံးချုပ်ပြီးတော့ကြည့်လို့ရှိရင်ကျမတို့ကရင်ပြည်နယ်ပဲကွက်ပြီးတော့တခြားဒေသတွေကအာဏာဗလဲဒီမိုကရေစီနဲ့အုပ်ချုပ်ပြီးတော့ကျမတို့ကရင်နယ်ကိုပဲအာဏာရှင်နဲ့အုပ်ချုပ်လို့မရဘူးလေအဲ့ဒါကြောင့်မို့အခုလိုအပ်တဲ့နေရာအရေးကြီးတဲ့နေရာကိုကျမတို့တွေဝိုင်းဝန်းကူညီကြမယ်အခုခုနကကျမပြောတော့ KTL အဲ့ဒီတနင်းသားကြီးတိုင်းဖြူမျိုးနဲ့လားရေးဖြူလားအေးအဲ့ဒီကလူတွေသူတို့အကူညီလိုအပ်တယ်ဝိုင်းဝန်းကူညီပေးကြပါနီးစပ်ရတယ်နော်ကျမတို့စီမှာလည်းလာတောင်းလို့ရတယ်အထောက်အထားအသေးချာရှိလို့ရှိရင်နော်ညီမလေးမိုးစီမှာလည်းလာတောင်းလို့ရတယ်အဲ့ဒီတနင်းသားကြီးတိုင်းက KTLA ဘဲတော်သားများနော်လာတောင်းပါကျမတို့ကတကယ်စော်တဲ့လူတကယ်အာနာစင်ကိုတကယ်တိုက်ထုတ်တဲ့လူနော်နေမြေဆိုးမှုရအောင်စ조사တဲ့လူကိုကျမတို့တွေအားလုံးကူညီနိုင်တယ်ကူညီပေးတယ်နော်သွေးထိုးလှုပ်ဆော်တာအမှန်ပဲလေသွေးထိုးလှုပ်ဆော်တာကိုနားမယောင်မိစေနဲ့နော်သိကြပြီဟုတ်လားအခုကျမတို့တွေဒါကိုနမူနာယူရမယ်နော်88လို့မာနာဘလောလို့ကျမတို့တွေဖြစ်လို့မရဘူးနော်အခုသူတို့ဒီလိုနီးနဲ့လှုပ်လာတာကြာပြီလေအခုချိန်ထိနော်ဒီပွဲမှာဒီဘောမှာအကြီးစားကပါသွားလို့အခုလိုခလောက်ဆန်သွားတာနော်ဘာပဲဖြစ်ဖြစ်အမှန်တရားကတော့ဖုံးကွယ်လို့မရအောင်တဖြည်းဖြည်းနဲ့ဘူးပေါ်သူတို့ပေါ်လာလိမ့်မယ်နော်ဘိုးစားလောက်ကတော့သူကတော့သစ္စာဆိုထားတယ်ဘိုးစားလောက်ကိုကျမကတော့ယုံကြည်တယ်တော်လန်ရေးကိုဘယ်တော့မှသစ္စာမဖောက်ဘူးနော်အခုတော်လန်ရေးကိုဗလဲဘိုးစားလောက်က DKBA ဘက်ကရန်သူနဲ့ပေါင်းနေတယ်သူကအမြဲတမ်းသစ္စာဖောက်နိုင်တယ်ဆိုတဲ့လူတွေကရန်သူတွေပဲအာနာရှင်နဲ့ပေါင်းတဲ့လူတွေပဲသူတို့ကကျမတို့ကိုတွေးခွဲအောင်ကျမတို့ယုတ်တင်ကြောင်ထင်အောင်ပေါ့နော်ထင်မှားအောင်သူကလှုပ်ဆော်ပြီးတော့တွေးထိုးနေတာဖြစ်တယ်အဲ့ဒါကိုကျမတို့တွေမဝေဝါးသွားဖို့လိုတယ်နော်ဒီနေ့အလူငွေဘယ်လောက်ဝင်နေမသိတော့လေငွေချင်းညာလောက်မနော်လင်းထုံးအဖွဲ့ဝင်300ပါနော်ကျမတို့ကတော့လေလောဘမကြည့်ဘူးသူများရလို့အလူခံရလို့များလူကြီးကျမတို့ကမူဒိတာပွားတယ်ကျမတို့လုံနိုင်တာဒီလောက်ပဲလုံနိုင်တယ်ကျမတို့ဒီလောက်နဲ့ပဲကျင်납တယ်နော်လောဘလည်းမကြည့်ဘူးလောဘလည်းမကြည့်ဒီထက်ကျမတို့လုတ်ပေးနိုင်လုတ်ပေးချင်သေးတယ်နော်လင်းထုံးအဖွဲ့ဝင်300မျိုးလွင်အဖွဲ့ဝင်300အလူငွေ200 500ပါနော်ကျေးဇူးများတင်ပါတယ်မိမိဆန်းအဖွဲ့ဝင်300ပါမူအဖွဲ့ဝင်300အလူငွေ60နော်360ပါကျေးဇူးများတင်ပါတယ်နောက်ပြီးတော့အကျိုးတော်ဆောင်ထုံးဝင်းနော် KTLF အဖွဲ့ဝင်အကျိုးတော်ဆောင်နော်ထုံးဝင်းအဖွဲ့ဝင်က300အလူငွေက900အားလုံး1000ပါနော်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနေ့အလူငွေဝင်တာအလားပါပဲနော်အားလုံးပါဝင်ကူညီပေးလို့ရတယ်အခုကျမတို့ကကော်တူးလေဌာနချုပ်အင်အားကြီးဖို့ကျမတို့ကော်တူးလေဖရလူမှုကူညီအဖွဲ့ကဦးဆောင်ပြီးတော့ဗိုလ်ချုပ်နတာမြနဲ့တိုင်ပင်ပြီးတော့မှကျမတို့ဒီကော်တူးလေထောက်ဖို့ကကိုကျမတို့တွေထုတ်မလဲဘယ်လိုပြောမှကျမတို့လူတွေလိုက်စီရုပ်တယ်လေကျမတို့မှန်ထားတာတော့အယောက်1000ဒါပေမဲ့အခုကအယောက်1000မပြည့်သေးဘူးအယောက်1000ဆိုရင်ကျမတို့နော်ဌာနချုပ်ကနေကျမတို့အခုကအလူငွေတွေဌာနချုပ်ကနေဝင်မှမယ်အဲ့ဒီကိုသွားမှာနော်နောက်မဟုတ်ရင်ပတ်စံတွေကကစင်ကလာဟိုဘက်ရောက်ဒီဘက်ရောက်ကုန်မယ်ကျမတို့အခုလစင်ကြီးတစ်လ300ငွေအားလုံးကဌာနချုပ်ကူပဲကျမတို့ပို့တယ်နော်ဘယ်နှစ်ယောက်လဲတစ်လကိုကျမဘက်မှာဆိုရင်အယောက်ပြီးခဲ့တဲ့လက369ယောက်နော်ညီမလေးမျိုးက400ကျော်500နီးပါအားလုံး800ကျော်900နော်1000ပြည့်တော့မယ်အားကြောင့်မို့ပါဝင်ပေးကြပါထောက်ဖို့တတ်တာကျမတို့ကျိုးဆိုပါတယ်နော်တစ်လကို300ပါတချို့အခုအရန်တွေခက်ခဲနေတဲ့အချိန်ပေါ့နော်ဒီ passport လောက်တာတို့နော်အဲ့ဒီဟိုကြီးညာကြီးတွေရှိတဲ့လူတွေအများကြီးရှိတယ်နော်ဒါပေမဲ့ကျမတို့ကတော့အားမလျှော့ဘူးနော်ရနိုင်တယ်လားနော်တတ်နိုင်တယ်လားတစ်လကို300ပါဝင်ကူညီထောက်ပံ့ပေးလို့ရပါတယ်နော်ကျမတို့ကသူ့လေဌာနချုပ်အတွက်အဲ့ဒီကနေရတဲ့ဟာတွေကိုကျမတို့အဓိကအရေးကြီးတာတော့အခုရောင်းမတွေလုပ်ဖို့နော်ဘာဖြစ်လို့ဆိုတော့ကျမတို့ကသူ့လေမှာမလဲတပ်ပေါင်းစုတွေများလာတယ်လာဘူးပေါင်းတဲ့လူများလာတဲ့အတွက်သူတို့မှာလိုအပ်တယ်နော်လိုအပ်တဲ့အတွက်ကျမတို့ကသူ့လေ
ထောက်ဖို့တတ်ပါနော်ပါဝင်ကူညီပေးကြပါလို့ပြောကြရင်လည်းဒီ live လေးကိုနင်းကုန်ချုပ်ပြစီနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်စတာတူမလို့ဆိုင်နော်အော်ဆုံးလာဆိုင်ကိုကတည်းနော်bye bye